ရားမြတ်စွာဤမဟာကရုဏာကုံအာယုပြုကတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမဟာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်အသင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်္ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ခြေလက်အင်္ဂါမိတ္တကြီးမာသမိတာနှင့်တထာဇနီစွန်ញင်းကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလွန်ခဲရင်တော်မူတော့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကျိုးကိုအာထုတ်တော်မူရသည်ဖြစ်ဖြစ်ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစေဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကာရုဏိကတတတ္တဝါများရင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာထသဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းနိဗ္ဗာန်တကားကြီးဖွင့်တော်မူပါလို့ဒီစကားကိုဘယ်သူလျှောက်ထားတာတုံးလို့ဆိုတော့တဟံပတိပြမကြီးလျှောက်ထားခဲ့တာပါဘုရားမြတ်စွာဘုရားဖြစ်သို့ရောက်တော်မူပြီးတဲ့နောက်49ရက်မြောက်အချိန်ကာလမှာကိုရမြတ်သိတော်မူခဲ့တဲ့တရားဓမ္မတွေကိုဆင်ញင်စဉ်းစားလိုက်တဲ့အခါတရားဓမ္မတွေကအလွန်နဲ့ခက်ခဲပြီးတရားနာယူမဲ့တတ္တဝါတွေအခြေအနေကိုလေ့လာလိုက်တော့တရားနာမဲ့တတ္တဝါတွေဟာကာမဂုဏ်၅ပါးအာယုတရား၌ပျော်ပါစိတ်တွေကလွှမ်းမိုးပြီးတော့နေတယ်နေတဲ့တရားနဲ့ကာမဂုဏ်အာယုကိုနှိမ့်ချိုက်နေတဲ့တတ္တဝါတွေဟာအံဝင်ခွင်ချမဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကငါသိတဲ့တရားဟောလို့တော့ဖြစ်မယ်မထင်ဘူးဟောခဲ့မယ်ဆိုရင်လည်းငါဘုရားပင်ပန်းယုံမယ်ရှိမယ်လို့စိတ်ထဲမှာတရားဟောဖို့စိတ်မညွတ်ဘဲနဲ့တရားမဟောဖို့စိတ်ညွတ်သွားတယ်အဲ့ဒီအချိန်လေးမှာမြတ်စွာဘုရားစိတ်ထဲမှာပေါ်လာတဲ့အတွေးကိုစောင့်ကြည့်နေတဲ့သဟံပတိပြမကြီးကချက်ချင်းသိလို့မြတ်စွာဘုရားကိုနိဗ္ဗာန်တကားကြီးဖွင့်တော်မူပါဆိုတဲ့စကားမျိုးလာပြီးတော့လျှောက်ထားတာဖြစ်ပါတယ်မှန်ပါဗျာအဲ့ဒါလို့လျှောက်ထားတဲ့အခါမှာတခြားဝိပဿနာစတဲ့မြတ်စွာဘုရားတွေလည်းပဲထို့အတူပဲ
တရားတော်ရဲ့လေးနဲ့ခက်ခဲမှုကိုစဉ်းစားဆင်ခြင်လိုက်တတ္တဝါတွေရဲ့ကာမဂုဏ်အာယုံပေါ်မှာပျော်မွေ့နေတဲ့အနေအထားတွေကိုကြည့်လိုက်တဲ့အခါတိုင်းဟာစိတ်ပြည့်ဖွယ်ရာတွေကြီးပဲတွေ့တယ်တဲ့။ဘာဖြစ်လို့တော့ဆိုတော့တရားနဲ့တရားနာမဲ့ပုဂ္ဂိုလ်တွေကအဝင်ခွင့်ကြမဖြစ်လို့ပဲ။မှန်လားပါဗျာ။သို့တော့ဝိပဿနာစတဲ့မြတ်စွာဘုရားတွေကိုဗြဟ္မာတွေကလျှောက်ထားတဲ့အခါမှာဂေါရမဘုရားမြတ်စွာဘုရားကိုလျှောက်ထားတဲ့စကားတစ်ပိုက်မပါပဲရှိပါတယ်တရားဟောဖို့ပဲလျှောက်ထားကြတယ်နိဗ္ဗာန်တရားကြီးကိုဖွင့်ဖို့တရားဟောဖို့ပဲလျှောက်ထားတယ်ဂေါရမမြတ်စွာဘုရားကြတော့သာမတိဗြဟ္မာကြီးကနိဗ္ဗာန်တရားကိုဖွင့်တော်မူပါဆိုတဲ့ဒီစကားလေးထည့်လျှောက်တာပေါ့မှန်ပါပါဗျာအဲ့ဒါလို့ထည့်လျှောက်တဲ့အခါမှာထိုခေတ်ထိုကာလရဲ့အခြေအနေအရရက်ကိုဆင်ញင်သုံးသပ်ပြီးတော့ဗြဟ္မာကြီးကလျှောက်တယ်ဘုရားမြတ်စွာပွင့်ပေါ်တော်မူတာအလုံးသိတဲ့အတိုင်းမကရတိုင်းမှာပွင့်ပေါ်တော်မူတာမှန်ပါပါဗျာဒီကနေ့ဗုဒ္ဓဂယာလို့ခေါ်တဲ့ဒေသပေါ့နော်မှန်ပါပါဗျာဒီကနေ့ကျတော့အိန္ဒိယနိုင်ငံဘီဟာပြည်နယ်လို့ခေါ်တယ်သို့သောရှေးဟောင်းနာမည်ကတော့မကရတိုင်းအဲ့ဒီဘီဟာပြည်နယ်မကရတိုင်းလို့ခေါ်တဲ့ဒီကနေ့ခေတ်ဘီဟာပြည်နယ်လို့ခေါ်တဲ့ဒေသမှာဘာသာတရားအမျိုးမျိုးထွန်းကားနေတဲ့အခြေအနေတွေကိုဗြဟ္မာသဟံပတိကထည့်ပြီးတော့လျှောက်ထားခဲ့တယ်ပါတုရဟောတိမဂရေသူပုဗ္ဗေဓမ္မောအတုတောသမလေဟိစိန္တိတောအဘာပုရိတံအမတတ္တဒွါရံသူနန္တုဓမ္မံဝိမလေနာလူဗုဒ္ဓံသာမတိဗြဟ္မာကြီးကဒီကထာလေးထည့်ပြီးတော့လျှောက်တယ်ရှေးပွင့်တော်မူတဲ့ဘုရားတွေမှာဒီစကားမပါဘူးဂေါရမမြတ်စွာဘုရားလျှောက်တဲ့အခါမှာဒီစကားပါတယ်မှန်ပါဗျာရှေးဘုရားတွေလျှောက်တဲ့အခါတော့တရားဟောဖို့ပဲလျှောက်ထားကြတယ်ဂေါရမမြတ်စွာဘုရားကတက်တန်းတူတဲ့အချိန်ပိုင်းမှာပွင့်လာဖြစ်တော့အယူဝါဒတွေတော်တော်များပြားပြီးတော့အယူဝါဒတစ်ခုဟောပြောဖို့ရခက်ခဲဖို့အနေအထားတွေရှိနေတယ်ဘုရားမပွင့်ခင်ကကြိုတင်ပြီးတော့အယူဝါဒအမှားတွေထွန်းကားပြန်ပွားပြီးတော့နေတော့နိဗ္ဗာန်တရားကြီးဟာဖွင့်လို့မရတော့အောင်လမ်းကြောင်းကြီးမှာပိတ်ဆို့နေတဲ့အနေအထားမျိုးရှိပါတယ်တဲ့မှန်ပါပါဗျာအဲ့ဒီအခြေအနေကိုတန်ပတိဗြဟ္မာကြီးကထဲလျှောက်ထားပါတုရဟောတိမဂရေသူပုဗ္ဗေဓမ္မောအတုတောသမလေဟိစိန္တိတောပုဗ္ဗေရှင်တော်ဘုရားထင်ရှားမပွင့်မီရှေးရခင်စီကမဂရီသူမဂရတိုင်းအယတေသတို့၌သမလေဟိကိရိတာမြင်ချင်းရှိကြကုန်သောဒိဋ္ဌိဆရာကြီးတို့သည်စိန္တိတောကြံစီတွေးတော်၍ဟောပြောအပ်သောအတုတောစင်ကြယ်မှုကိုမပေးနိုင်သောဓမ္မောမိစ္ဆာဝါဒတရားသည်ပါတုရဟောတိပေါ်ပေါက်၍နေခဲ့ပါပြီအရှင်ဘုရားမပွင့်ခင်ကတည်းကဟောဒီမကရတိုင်းမှာမမယွင်ယွင်နဲ့အယူဝါဒမျိုးစုံထွန်းကားနေပါတယ်ဘုရားမှန်ပါပါအဲ့ဒီလိုအယူဝါဒတွေမထွန်းကားဘူးဆိုရင်တရားပဲမြတ်စွာဘုရားကဟောလိုက်တာနဲ့လူတိုင်းနားလည်နေမှာပေါ့အခုတော့မဟုတ်ဘူးလူတွေရဲ့ယင်တဲ့နှလုံးနဲ့အသိဉာဏ်ထဲမှာမိစ္ဆာဝါဒတရားတွေကလွှမ်းမိုးပြီးတော့နေတယ်ဆိုပါစို့အဆောင်ဦးဆောက်မဲ့နေရာတစ်ခုမှာခြုံတွေပိတ်ပေါင်းတွေထူပြောနေလို့ရှိရင်ထိုခြုံတွေပိတ်ပေါင်းတွေကိုရှင်းနေရမှန်ပါပါငကိုယ်တည်းကရှင်းလင်းနေတဲ့နေရာမှာဆိုအဆောင်ဦးကောက်ပြီးတော့ဆောက်ယုံပဲလွယ်လွယ်ကူကူနဲ့ရှင်းเสียရမလိုဘူး
တခြားဗုဒ္ဓတွေပွင့်တော်မူတဲ့အချိန်မှာထိုကဲ့သို့ရှင်းလင်းစရာမလိုဘဲနဲ့တရားဓမ္မကိုတန်းပြီးဟောလို့ရတယ်ဂေါရမမြတ်စွာဘုရားကျတော့ဟောဒီမိစ္ဆာဝါဒတွေရှုပ်ထွေးနေလို့ဒီအရှုပ်ထွေးတွေကိုရှင်းမှဖြစ်မယ်ပေါ့မှန်လားပါဗျာဒါတွေမရှင်းလို့ရှိရင်နိဗ္ဗာန်တကားကြီးဟာပိတ်ပြီးတော့နေမှာတဲ့မြတ်စွာဘုရားမပွင့်ခင်ကတည်းကဟောဒီမဂရတိုင်းမှာမိစ္ဆာဝါဒတရားတွေပေါ်ပေါက်နေပါတယ်အဲ့ဒီမိစ္ဆာဝါဒတရားတွေဟောပြောနေတဲ့ပုဂ္ဂိုလ်တွေဟာသမလကိုယ်တိုင်ကကိလေသာအညစ်အကြေးတွေမကင်းတဲ့ပုဂ္ဂိုလ်တွေတဦးနဲ့တဦးအယူဝါဒချင်းမတူဘူးတဦးနဲ့တဦးကွဲပြားခြားနာတဲ့အယူဝါဒတွေခုခေတ်လိုပြောရင်တော့ philosophy တွေပေါ့ philosophy တွေတစ်ခုနဲ့တစ်ခုနဲ့ဆန့်ကျင်တဲ့အတွေးအမြင်တွေနဲ့လူလောကကြီးမှာဟောကြားဖြန့်ဖြူးပြီးတော့နေကြတော့လူတွေရဲ့စိတ်ထဲနှလုံးထဲမှာအမှန်တရားဆိုတာဘာလဲဆိုတာမသိနိုင်အောင်ဖြစ်သွားမှန်လားပါဗျာအဲ့ဒါကြောင့်မို့လို့တန်ပတိပြမကြီးကခေတ်အခြေအနေပါမြတ်စွာဘုရားကိုထည့်လျှောက်တာဗန္တိရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဘုဗ္ဗေရှင်တော်ဖရာထင်ရှားမပွင့်မီကြိုတင်၍ပင်လည်းမဂရေသူမဂရာတိုင်းအယဒေသတွေမှာတာမလီကိလေသာအငြိကြီးရှိနေကြတဲ့ဒိဋ္ဌိဆရာကြီးတွေစိန်ကြီးတော်ကြံစီဟောပြောအပ်တဲ့အတုတ်တော်စင်ကြယ်မှုကိုမပေးနိုင်တဲ့ဓမ္မောမိစ္ဆာဝါဒတရားသည်ပါတုရဟောတိထင်ရှားပေါ်ပေါက်၍နေပါပြီဒါတွေပေါ်နေလို့နိဗ္ဗာန်တကားကြီးဟာပိတ်နေပါတယ်လမ်းကြောင်းကြီးတစ်ခုပိတ်ဆို့ထားသလိုဖြစ်နေတယ်အပါပုရိတံအမတတဒွါရံဗန္တိရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဗျာဧတံအမတဒွါရံဤအမြိုက်နိဗ္ဗာန်တကားကြီးကိုအပါပုရဝိဝရဖွင့်တော်မူလိုက်ပါနိဗ္ဗာန်တကားကြီးဖွင့်တော်မူပါဖေဟာလို့ဘာဖြစ်လို့တော့နိဗ္ဗာန်တကားကြီးဟာမိစ္ဆာဝါဒတွေနဲ့ဆို့ပိတ်ထားလို့လမ်းစပါပျောက်ပြီးမြည်လူမှနိဗ္ဗာန်ကိုဝင်ရောက်နိုင်မှာမဟုတ်ဘူးတဲ့မှန်လားပါဗျာဒုနန္တုဓမ္မဝိမလေနာနုဗုဒ္ဓံဝိမလေနာအညစ်အကြေးကင်းတဲ့ရှင်တော်မြတ်ဖရာသည်ခုနတော့ကပုဂ္ဂိုလ်တွေကသမလားတဲ့သူတို့စိတ်တွေကမစင်ကြယ်ဘူးမြတ်စွာဘုရားကြတော့ဝိမလကိလေသာအညစ်အကြေးတွေစင်ကြယ်နေတယ်အဲ့တော့ကိုယ်တိုင်ကညင်နန်းနေတဲ့ပုဂ္ဂိုလ်တွေကစင်ကြယ်အောင်တရားဆိုတာဘယ်လိုလုပ်မှမဟောနိုင်ဘူးကိုယ်တိုင်ကညစ်ပင်နေတဲ့ပုဂ္ဂိုလ်တယောက်သည်သူများကိုတန်ရှင်းအောင်လုပ်မပေးနိုင်သလိုကိုယ်တိုင်ကတန်ရှင်းနေတဲ့ပုဂ္ဂိုလ်မှသာလျှင်သူများကိုတန်ရှင်းအောင်လုပ်ပေးနိုင်မှာမှန်လားပါဗျာမိစ္ဆာယူဝါဒလွှမ်းမိုးပြီးတော့နေကြတဲ့ဒိဋ္ဌိဆရာကြီးတွေကသမလသူတို့ကိုယ်တိုင်ကိုယ်ကစိတ်အစဉ်မှာတန်ရှင်းမှုမရှိဘူးလောဘတွေဒေါသတွေမောဟတွေမာမနတွေနဲ့ကိလေသာအညစ်အကြေးတွေနဲ့ညစ်သေးနေတဲ့ပုဂ္ဂိုလ်တွေအဲ့တော့သူတို့ဟောပြောတဲ့တရားဟာမှန်ကန်တဲ့တရားမဖြစ်နိုင်ဘူးမှန်ပါပါဗျာဘုရားမြတ်စွာကြတော့ဝိမလကိလေသာအညစ်အကြေးတွေကင်းနေတယ်စိတ်ကအမတန်တန်ရှင်းနေတယ်တန်ရှင်းနေတဲ့စိတ်အစဉ်မှာဉာဏ်အမြင်ကလည်းကြည်လင်းနေလို့ဘုရားမြတ်စွာဟောတဲ့တရားကသာလျှင်လူတွေရဲ့စိတ်အစဉ်ရှုပ်ထွေးမှုတွေအညစ်အကြေးတွေကိုဖယ်ရှားနိုင်မှာဖြစ်ပါတယ်တဲ့မှန်လားပါဗျာဝိမလေနာကိလေသာအညစ်အကြေးကင်းဝေတော်မူတဲ့မြတ်စွာဘုရားသည်အနုဗုဒ္ဓံလျော်စွာသိတော်မူအပ်တဲ့ဓမ္မံသစ္စာ၄ပါးမြတ်တရားကိုသူနန္တုတတ္တဝါတွေကြားနာခွင့်ရကြပါစေဖရာဟု၍အဝေါစကောင်းစွာမသွေလျောက်ကြခဲ့ပါပေတည်းသံပတိဗြဟ္မာကြီးအခုလိုဘုရားမြတ်စွာကိုတရားဟောပြောဖို့တိုက်တွန်းလျောက်ထားတဲ့အထဲမှာမကရတိုင်းမှာမိစ္ဆာဝါဒတွေထွန်းကားခဲ့တယ်ဆိုတာ
ဘယ်လိုအယူဝါဒတွေများထွန်းကားနေလို့တော့လို့ဆိုတာပိဋကစာပေမှာလေ့လာပြီးတော့ကြည့်လိုက်တော့မြတ်စွာဘုရားနဲ့ခေတ်ပြိုင်အတွေးခေါ်ဘာသာတရားကိုတည်ထောင်တဲ့ဆရာကြီး6ပါးရှိတယ်6ဦးရှိတယ် မှန်လားပါဗျာ ပထမဆုံးပုဂ္ဂိုလ်ကကျမ်းစာထဲမှာပါတဲ့အစဉ်နဲ့ပြောမယ်ဆိုရင်ပထမဆုံးပုဂ္ဂိုလ်ကပူရဏကတ္တဗလို့ခေါ်အဲ့ဒီပူရဏကတ္တဗဆိုတာလေတက်ကြီးဝါကြီးသူ့ဝါဒကိုကြိုက်လို့သူ့နောက်လိုက်တဲ့ပုဂ္ဂိုလ်တွေလည်းမြောက်များစွာရှိတယ်သူဟာသမဏဂိုင်းဝင်တူဖြစ်ပြီးတော့အစေလကအဝတ်မိုးတဲ့တက်ကရွန်အမျိုးအစားတွေပေါ့အဝတ်မိုးဘူးပူရဏကတ္တဗနောက်တစ်ယောက်ကမက္ခလိဂောတာလလို့ခေါ်တယ်သူကလည်းပဲအယူဝါဒတစ်ခုကိုဥဆောင်ပြီးတော့ဟောပြောတာအသက်အရွယ်လည်းရနေပြီနောက်လိုက်နောက်ပါတွေလည်းမြောက်များစွာရှိတယ်သူ့ကိုချီညိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေလည်းမြောက်များစွာရှိတယ်လူတွေကသူ့ကိုသာဓုတမ္မတောဘဟုစနတထိုခေတ်ခါကမကရာတိုင်းကလူအများစုကသူ့ကိုသာဓုသူတော်ကောင်းကြီးလို့ခုခေတ်လို့ဆိုရင်စိတ်ပေါ့ဗျာသူတော်ကောင်းအိန္ဒိယစကားနဲ့ပြောမယ်ဆိုရင်သာဓုကြီးပေါ့သာဓုဆိုတာသူတော်ကောင်းကိုပြောတာနော်သာဓုဆိုတဲ့ဒီဗမာတွေအတန်ထွက်တဲ့ဗမာလူမျိုးတွေအတန်ထွက်တာတော့သာဓုလို့ထွက်တယ်။ international pronunciation နဲ့ထွက်လို့ရှိရင်သာဓုလို့ထွက်တယ်။မှန်လားပါဗျာအဲ့တော့သာဓုဆိုတာရဲ့အဓိပ္ပာယ်ကဓာတွေးဓာအောက်ချိုက်တော့ကွာတာပေါ့လေအခုခေတ်ရေးနေကြတာသာဓုဆိုရင်ဓာတွေးနဲ့ရေးနေတယ်။အမှန်ကတော့သာဓုဆိုတာသူတော်ကောင်းလို့ပြောတာပါနော်သူတော်ကောင်းလို့ဆိုလို့တယ်အဲ့တော့သာဓုတမ္မတောသူ့ကိုသူတော်ကောင်းကြီးလို့အများကအသိမှပြုထားကြတယ်အဲ့တော့သူ့ရဲ့နောက်လိုက်နောက်ပါတွေလည်းမြောင်များစွာရှိဖယားမပွင့်ငင်ကလေးကသူတို့ကကြိုတင်ပြီးတော့မကရတိုင်းမှာလှိပြီးတော့သူတို့အယူဝါဒတွေကိုဟောပြောနေတာတဦးနဲ့တဦးလည်းတူတာမဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်6ဦးလုံးကသူတို့ကိုသူတို့သဗ္ဗညုတဉာဏ်ရှင်အလုံးကိုသိတဲ့ဖရာအဖြစ်ကြေညာထားတဲ့ပုဂ္ဂိုလ်တွေကြီးပဲမှန်ပါပါနောက်တစ်ယောက်ကတော့အဇိတကေတကမ္မလတဲ့အဇိတဆိုတာဘယ်သူကမှသူ့ကိုအနိုင်မယူနိုင်ဘူးသူကပဲနိုင်တယ်ပေါ့အဇိတအနိုင်ယူလို့မရတဲ့ပုဂ္ဂိုလ်ကေတကမ္မလဆိုတာကသူကသူများနဲ့မတူဘူးခုနပူရဏကတ္တဗတို့မဂ္ဂလိဂောတာလတို့ကတော့အဝတ်မိုးကြဒီအစိတဆရာကြီးကတော့သူကအဝတ်ဝတ်တယ်အဝတ်ဝတ်ပြီးမဲ့လို့ခြီနဲ့ရက်တဲ့အဝတ်ကိုမိုးဘူးတဲ့လူရဲ့သပင်နဲ့ရက်ထားတဲ့အဝတ်ကိုဝတ်တာမှန်ပါပါလူဆန်ကပလာအဝတ်နဲ့သူ့ရဲ့ fashion ကတစ်မျိုးဒီကနေ့တောင်မရှိဘူးအဲ့ဒါမျိုးနော်လူသပင်နဲ့ရက်လုထားတဲ့အဝတ်ကြီးလို့ဆိုတော့သပင်အနက်ဆိုလို့ရှိရင်တော့ဒါသူအနက်ရောင်အဝတ်ကြီးကိုဆင်ထားတာပေါ့နော်သပင်ပြူနဲ့တော့လုံးမထမဘူးသပင်ပြူနဲ့ဆိုရင်တော့အဲ့ဒါအဖြူဖြစ်မှာပေါ့ရွှေရောင်သပင်နဲ့ဆိုလို့ရှိရင်တော့သူ့အဝတ်ကရွှေရောင်သပင်ရွှေရောင်အဝတ်ဖြစ်မှာပေါ့အဲ့ဒီလူသပင်နဲ့ရက်ထားတဲ့အဝတ်ကိုမြတ်စွာဘုရားကသုတ်တန်တစ်ခုမှဟောထားတယ်အေးလူဆံပင်နဲ့ရက်ထားတဲ့အဝတ်ဟာတဲ့အေးတဲ့အခါမှာအလွန်အေးပြီးပူတဲ့အခါအလွန်ပူတဲ့လူရဲ့ဆပင်ကယာတိဥရုအေးပြီးဆိုရင်ဆိုလိုတာကအေးထံကိုလည်းမကာကွယ်နိုင်ဘူးအပူထံကိုလည်းမကာကွယ်ဘူးလို့ပြောတာမှန်ပါပါယာတိဥရုကအေးရင်သူကလည်းအေးတယ်ယာတိဥရုကပူရင်သူကလည်းပူတယ်ပြီးတော့ဆပင်ဆိုတာနော်လူခန္ဓာကိုယ်ရှိနေတာတောင်မှပဲအမြဲတမ်းဖီးလိမ့်ဟုတ်လားလျှော်ပြီးတော့အနန္တာတွေဘာတွေလုံးမမလုံးလို့ရှိရင်သူကအနန္တကဆိုးတဲ့အဲ့တော့မကောင်းတဲ့အနန္တလည်းထွက်တယ်လို့မြတ်စွာဘုရားကသုတ်တန်တစ်ခုမှဟောထားတာရှိတယ်အဲ့ဒီလူဆံပင်နဲ့ဝတ်တဲ့လူဆံပင်အဝတ်ဟာရက်လုထားတဲ့အဝတ်ဟာအဝတ်တွေထဲမှာတော့အညံ့ဆုံးပဲလို့ဒီလိုဆိုတယ်အဲ့ဒီဒါကြောင့်မို့လို့လေဒီကနေ့ခေတ်မရှိတော့တာထမရဲ့လူကြိုက်နဲသွားတာ
သို့သောအဇိဒဆရာကြီးကတော့အဲ့ဒီလူဆံပင်နဲ့ရက်လုထားတဲ့အဝတ်ထည်ကြီးကိုဝတ်ယုံပြီးတော့သူကခုခေတ်လိုပြောရင်တော့စတန်တစ်မျိုးထွင်တာနေမှာပေါ့နော် fashion တစ်မျိုးနဲ့သူကလည်းအယူဝါဒတစ်ခုဖြန့်ဖြူးပြီးသူ့နောက်ကလည်းကြိုက်တဲ့လူတွေအများကြီးသူ့ဝါဒလိုက်တဲ့လူတွေအများကြီးရှိတယ်တပည့်သားကြီးတွေအများကြီးနဲ့သူကလည်းပဲထင်ပေါ်ကျော်ကြားတဲ့ဆရာကြီးတူဖြစ်တယ်အဲ့ဒီနောက်မှာဘယ်လိုလဲဆိုပကုဒ္ဒကိစ္ဆာယနာပကုဒ္ဒဆိုတာတော့သူ့ရဲ့နာမည်ပဲကိစ္ဆာယနာဆိုတာတော့သူတို့ရဲ့အနွယ်ကရလာတဲ့နာမည်ပေါ့ဂေါတမဗုဒ္ဓလို့ဆိုတဲ့နေရာမှာအလုံးသိကြတဲ့အတိုင်းဗုဒ္ဓမြတ်စွာရဲ့ငယ်နာမည်ကသိဒ္ဓထပေါ့မှန်ပါဗျာသို့တော့အမျိုးရဲ့အနွယ်ကိုပြောမယ်ဆိုရင်ဂေါတမအနွယ်ဖြစ်လို့ဂေါတမလို့ခေါ်တာအနွယ်နဲ့ခေါ်တာနော်မှန်ပါဗျာစာနေပေါ့ဗျာဒီမျိုးရိုးရဲ့နာမည်တွေဒီကနေ့အိန္ဒိယမှာလည်းပဲဂေါတမဆိုတဲ့အနွယ်ရှိတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတာပဲဒါကအနွယ်တစ်ခုပေါ့နော်မှန်ပါဗျာဗုဒ္ဓမြတ်စွာကတော့တက်ကြလူမျိုးတွေကဂေါတမအနွယ်ပေါ့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဂေါတမထမင်းဆိုင်ဆိုတာတော့ဘယ်သူမှဖွင့်ရဲမယ်မထင်ပါဘူးနော်သို့တော့အိန္ဒိယနိုင်ငံဗုဒ္ဓဂယာရောက်ဖူးတဲ့လူတွေသိပါလိမ့်မယ်ဗုဒ္ဓဂယာမှာရှိတဲ့ဗမာကျောင်းနဲ့မျက်နှာချင်းဆိုင်ထမင်းဆိုင်တစ်ခုမှရေးထားတာဂေါတံ restaurant ဆိုတာအဲ့ဒါဂေါတမထမင်းဆိုင်ပဲသူတို့အတန်တွဲနဲ့ဂေါတံလို့ထွက်တယ်နော်ဂေါတမပဲဂေါတမလို့ရေးတယ်တက္ကတဘာသာနဲ့ပါဠိဘာသာနဲ့ကြတော့ဂေါတမမကိုအတန်မထွက်ဘဲနဲ့ထားတော့ဂေါတံဂေါတမံတလို့ခောက်တံဒီလိုအတန်ထွက်တာမှန်ပါပါအဲ့ဒီမှာရောက်တဲ့အခါကြည့်ဂေါတံ restaurant ဆိုပြီးတော့အဲ့ဒီမှာထမင်းဆိုင်ဖွင့်ပြီးရောင်းနေတာရှိတယ်ဒါအနွယ်နဲ့ခေါ်တဲ့နာမည်ပေါ့အဲ့ဒါလိုပဲကိစ္ဆန္ဒဆိုတာအနွယ်ပဲအဲ့ဒီပကုဒ္ဒကိစ္ဆန္ဒဆိုတဲ့ဆရာကြီးကလည်းသူ့ရဲ့အယူဝါဒဖလိုဆိုပြီးတွေဟောပြောပြီးတော့ဖြန့်ဖြူးနေလေရဲ့ကြံတဲ့ပုဂ္ဂိုလ်ရဲ့အယူဝါဒနဲ့မတူဘူးသူကလည်းသူ့ကိုယ်သူသဗ္ဗညုဖရာအဖြစ်ဝန်ခံပြောကြားထားတဲ့ပုဂ္ဂိုလ်တူပဲအဲ့ဒီနောက်တော့ဘယ်သူလုံးဆိုရင်နိခန္ထနာတဗုဒ္ဓနိခန္ထဆိုတာအနှောင်အဖွဲအထုံးအဖွဲအနှောင်အဖွဲကိုခန္ထလို့ခေါ်တယ်နိခန္ထတို့မှာတော့ဘာနှောင်ကြိုးမှမရှိဘူးနှောင်ကြိုးမဲ့လို့သူကိုယ်သူကြေညာတဲ့ပုဂ္ဂိုလ်မျိုးပေါ့ကိလေသာဆိုတဲ့အနှောင်ဖွဲတွေတို့ကတော့ကင်းတယ်လောဘဆိုတာတို့မရှိဘူးလို့ဆိုပြီးတော့အဲ့ဒီနာတဗုဒ္ဓဆိုတဲ့ဆရာကြီးကလည်းပဲသူကနိခန္ဓဂိုင်းကြီးကိုတီထောင်ပြီးတော့လောဘကိုချိုးနှိမ်တဲ့အနေနဲ့သူတို့ကသိမ့်ပိုက်တဲ့သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းဆိုဘာမှမရှိရဘူးလို့ဆိုပြီးတော့ဝတ်လက်စလက်နေတာအဝတ်တောင်မရှိဘူးဒီကနေ့တော့ဂျိန်းလို့ခေါ်တယ်အိန္ဒိယနိုင်ငံမှာဒီဘာသာကျမ်းနေသေးတယ်ဂျိန်းဆိုတဲ့စကားလုံးကဂျိနဆိုတဲ့စကားလာတာပါဠိလိုကြတော့ဇိနပေါ့ဗျာဒီကတော့အခုဗုဒ္ဓဘာသာတွေသိတာတော့ဇိနဆိုတာဘုရားပေါ့ငါမှအောင်မြင်ဘုရားရှင်ဇိနအဲ့ဒီသူတို့အတန်တွဲနဲ့ထွက်ရင်ဂျိနကနေပြီးသူတို့ရဲ့နောက်ပါတပည့်တွေကြတော့ဂျေနနာကအတန်ဖြောက်လိုက်တော့ဂျိန်းလို့အတန်ဖြစ်သွားတယ်ပေါ့အဲ့တော့အိန္ဒိယနိုင်ငံမှာဂျိန်းဘုရားကျောင်းတွေအများကြီးရှိတယ်ဒီဘာသာကဒီကနေ့ထိအောင်ရှိသေးတယ်အိန္ဒိယနိုင်ငံမှာအဲ့ဒီဆရာကြီးကလည်းသူ့ရဲ့ဘာသာဝါဒတွေဟောပြောပြီးတော့မကရတိုင်းတစ်ခွင်မှာဖြန့်ပြူတာသူကလည်းလူချိုက်တော်များတဲ့ပုဂ္ဂိုလ်တူပဲတပည့်ပရိသတ်တွေနဲ့နောက်တူကဘယ်သူတုံးဆိုလို့ရှိရင်သင်္ဆယဗေလထဗုဒ္ဓသူ့နာမည်ကတော့သင်္ဆယပဲသူ့ရဲ့ဆရာတို့မို့အဖေကဗေလထဒါကြောင့်မို့ဗေလထရဲ့သားတို့မို့သူခိုင်းထောင်တဲ့ပုဂ္ဂိုလ်ရဲ့နာမည်ဆိုရင်ဗေလထရဲ့သားတစ်ပြည့်ပေါ့သားတစ်ပြည့်ဆိုတဲ့သင်္ဆယကတော့သူကတော့ပရပိုက်လို့ခေါ်တဲ့ပုဂ္ဂိုလ်မျိုးစားပရပိုက်လို့ဆိုတာကပရိဘာဇကဆိုတဲ့ပါဠိကလာတာပ
ပရိပါစကားဆိုတာပရိသမန္တတောဝဇတိတိပရိပါစကောလို့ဆိုတဲ့အတိုင်းတဏှာထဲမှာမနေဘူးလှည့်ပတ်ပြီးတော့သူတို့အယူဝါဒရေးရာတွေကိုညှင်းခုန်ပြောကြားနေတဲ့ပုဂ္ဂိုလ်တွေတဲ့အိန္ဒိယလိုက်ပြီးတော့ညင်းနေကြတာဗမာပြည်မှာတခေတ်တုန်းကပေါ်တယ်အရက်ထဲမှာအဘိဓမ္မာစကားပြောပြီးညင်းညခုန်ကြတာတွေလေအလှမန္တတွေလိုက်ပြီးတော့အဘိဓမ္မာစကားပြောပြီးညင်းကြတယ်ခုန်ကြတယ်ဒါကြောင့်မို့လို့စကားတော်ရှိသေးနော်သောမနတသဟခုတ်လက်ဖက်တုပ်ကျက်သွန်တုပ်အကုံစားအကုံတုပ်ဆိုတာအဆိုတော်ရှိတယ်အဲ့ဒီအဘိဓမ္မာစကားလုံးတွေကိုပြောပြီးတော့မန္တထဲမှာညင်းကြခုန်ကြတာတွေရှိခဲ့တယ်ဗမာပြည်မှာအရင်အဲ့တော့ဒီသင်္ဆယဗေလဋ္ဌဗုဒ္ဓကလည်းပရပိုက်ဆိုတာအယူဝါဒတွေလှိလီဟောပြောပြီးတော့အငြင်းခုန်များတဲ့ပုဂ္ဂိုလ်တွေရှင်သာရိပုတ္တရာတို့ရှမောက္ကလန်တို့ဟာဗုဒ္ဓသာသနာနဲ့မတွေ့ခင်ကသူ့ရဲ့တပည့်ဖြစ်ခဲ့ကြတယ်သူတို့တကယ်ကတော့ရှင်သာရိပုတ္တရာတို့ရှမောက္ကလန်တို့ကအမတန်မှအတွေးကောင်းတဲ့ပုဂ္ဂိုလ်တွေပေါ့ပွဲကြည့်ရင်ကနေပြီးတော့သူတို့ဟာစဉ်းစားမိကြတာနှစ်ယောက်စလုံးပွဲကြည့်တဲ့အခါပထမရက်တွေကတော့ပွဲကြည့်ရင်ကြည်ရင်နဲ့လူပြက်ကပြက်ရင်ရည်စရာပြောရင်ရည်လိုက်ကြနော်တချင်းဆိုနားထောင်လိုက်ကြလက်ခုပ်တီးလိုက်ကြနဲ့အဲ့ဒီလိုနေရင်ကနေပြီနောက်ရက်တွေကျတော့ဘလို့စိတ်ဝင်စားဘယ်လိုဖြစ်သွားတုံးလို့ဆိုရင်ဟာတို့ရည်လိုက်မောလိုက်လက်ခုပ်တီးလိုက်ဆုပေးလိုက်နဲ့ဘာကျိုးရှိတော့ဘာမှလည်းကျိုးမရှိဘူးတနေ့ကြလို့ရှိရင်ဒီလူတွေအကုန်သေးကြမှာပဲနှစ်တရာအတွင်းအကုန်သေးမှာပဲလို့ဆိုတဲ့အတွေးလေးတွေဝင်လာတဲ့အခါတို့တွေတရားအောင်မယ်ဆိုတဲ့အတွေးလေးဝင်လာတော့ခုလိုပြောနေလို့တော့မဖြစ်ဘူးမတရားတရားရှာသင့်တယ်ဆိုပြီးလူကောင်ဆုံးခွာပြီးတော့မတရားတရားရှာဖို့အတွက်ထွက်လာကြတဲ့အခါမှာအဲ့ဒီသင်္ဆရာဆရာကြီးနဲ့အရင်ဆုံးတွေ့တာပေါ့သူတပည့်ခံပြီးတော့အယူဝါဒတွေကိုသင်ကြားကြတာပထမဒါကြောင့်မို့လို့သင်္ဆရာဗေလဋ္ဌဗုဒ္ဓဆိုတာရှင်သာရိပုတ္တရာရှမောက္ကလန်တို့ရဲ့ဆရာဟောင်းကြီးပေါ့ဗျာမှန်ပါပါဗျာနောက်မှရှင်အတ္တစီနဲ့တွေ့တဲ့အခါရှင်အတ္တစီဟောပြောချက်ကိုကြိုက်နှစ်သက်ပြီးသစ္စာလေးပါးကိုအတူတူရှင်းပြတဲ့စကားလေးကိုသဘောကျပြီးတော့သူတို့သာသနာပေါင်းဝင်ပြီးဘုရားဘာသာအဖြစ်ကူးပြောင်းကြတာပေါ့ကွန်ဗတ်လို့ခေါ်တာပေါ့ဘာသာရေးကူးပြောင်းလာတဲ့ပုဂ္ဂိုလ်တွေမှန်လားငကိုယ်တော့ကပရပိုက်ဘာသာဝင်နေပေါ့အဲ့တော့ဒီသင်္ဆယဗေလဋ္ဌဗုဒ္ဓဆိုတဲ့ဆရာကြီးကလည်းသူ့အယူဝါဒတွေကိုဟောပြောပြီးတော့မဂရတိုင်းတစ်ခွင်မှာသူကလည်းနာမည်ကြီးနေတဲ့ပုဂ္ဂိုလ်တွေကဲဒါဖြင့်တရားဖြစ်ခင်သူတော်စင်ပြိဿတ်တို့ဒီပုဂ္ဂိုလ်ကြီးတွေရဲ့တရားကိုနည်းနည်းနာကြည့်ရအောင်ဘာတရားတွေများသူတို့ဟောနေကြသလဲအဲ့ဒီခေတ်ကဒီပုရဏကတ္တဗဆိုတဲ့ဆရာကြီးကဘာတွေဟောသူဟောတဲ့တရားတွေတော့မြောက်များစွာရှိလိမ့်မယ်ဒါပေမဲ့သူ့ရဲ့ philosophy အချင်းချုပ်ကိုတာမညဖလားတုတ်မှာအဇတတမင်းကြီးကပြန်ပြီးတော့ဖျားလျှောက်ထားတာကိုပိဋကတ်မှာမှတ်တမ်းတင်ထားတယ်။နောက်အင်္ဂုတ္တရနိကေမှာလည်းပဲပုရဏကတ္တဗရဲ့ဝါဒအချို့ကိုမှတ်တမ်းတင်ပေးထားတာရှိတယ်။များများစားစားတော့မရှိဘူးနော်။မှန်ပါပါ။ရှိသလောက်လေးပြောရရင်သူ့ဝါဒကဘာတုံးလို့ဆိုတော့အကရိယဝါဒသူ့ရဲ့အဓိကဝါဒကအကရိယဝါဒအကရိယဝါဒဆိုတာကံကိုညှင်းပယ်တဲ့ဝါဒပဲအခုဘုရားဘာသာဝင်သူတော်စင်တွေကကုသိုလ်ကံအကုသိုလ်ကံကိုလက်ခံကြတယ်မဟုတ်လားအေးကုသိုလ်ကံဆိုတာရှိတယ်အကုသိုလ်ကံဆိုတာရှိတယ်ထိုကုသိုလ်ကံရဲ့အကျိုးတရားဆိုတာရှိတယ်အကုသိုလ်ကံရဲ့အကျိုးတရားဆိုတာရှိတယ်လို့ဘုရားဘာသာတွေကြတော့ကံကံဤအကျိုးယုံကြည်ခြင်းဆိုတဲ့လက်ခံခြင်းလို့ဆိုတဲ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိကလျာဏကာရီကလျာဏံပါပကာရီစပါပကံယာဒိတဝပတိဘိသံတာရိတံဟရတေဖလံဒီအစိတ်ဆိုင်ရင်ဒီအပင်ပေါက်တယ်အချိုစိတ်ဆိုင်ရင်အချိုပင်ပေါက်တယ်အချိုသည်တီးတယ်အခါစိတ်ဆိုင်ရင်အခါပင်ပေါက်တယ်အခါသည်တီးတယ်
ဒီတော်ဝအတိုင်းပဲမကောင်းတာလုပ်ရင်မကောင်းကျိုးဆိုတာလာတယ်ကောင်းတာလုပ်ရင်ကောင်းကျိုးဆိုတာလာတယ်ဆိုတဲ့ကံကံဤအကျိုးကိုလက်ခံယုံကြည်တာ မှန်လားပါဗျာ ကမ္မတက္ကတာသမ္မာဒိဋ္ဌိလို့မှန်ကန်တဲ့အမြင်အဖြစ်ဖရာအဆူဆူကဒီလိုဟောခဲ့တယ်တဗ္ဗပပတ္တအကရဏံကုသလတုပတမ္မရာသစိတ်တပရိယောတပနံဧတံဗုဒ္ဓနာသာသနံဆိုပြီးတော့ဖရာဆူဆူမှာဟေ့အကုသိုလ်ဆိုတာမလုပ်ကြနဲ့တဲ့ကုသိုလ်မှန်သမျှပြည့်စုံအောင်လုပ်ကြလို့ဆိုတာဒါဖရာတိုင်းဟောတဲ့တရားပဲ မှန်လားပါဗျာ အဲ့ဒါနဲ့ဆန့်ကျင်ပြီးတော့ပုရဏကတ္တဗကဘာတွေဟောတော့လို့ဆိုလို့ရှိရင်နတ္ထိပပံနတ္ထိပပတ္တအာဂမောတဲ့သူပြောတာကရောတောနကရိယတိပပံလုပ်ပေမဲ့လို့အကုသိုလ်ဆိုတာလုပ်လို့မရပါဘူးတဲ့သူကပြောတာမရှိလို့လုပ်လို့မရဘူးတဲ့အကုသိုလ်ဆိုတာမရှိဘူးတဲ့လူတွေကရှိတယ်ထင်နေတာအကုသိုလ်ဆိုတာလည်းမရှိဘူးတဲ့ကုသိုလ်ဆိုတာလည်းမရှိဘူးမကောင်းမှုဆိုတာမရှိဘူးကောင်းမှုဆိုတာလည်းမရှိဘူးတဲ့နှစ်ခုစလုံးကိုညှင်းပယ်တယ်သူကနတ္ထိပပံအကုသိုလ်ဆိုတာမရှိဘူးတဲ့နတ္ထိပပတ္တအာဂမောမကောင်းမှုရဲ့အကျိုးတရားဆိုတာလည်းဘယ်တော့မှရလာမှာမဟုတ်ဘူးတဲ့ဆိုတော့တကယ်ကိုလူမိုက်အားပေးတဲ့ဝါဒကြီးဖြစ်မနေဘူးလား နေပါတယ်ဗျာ သူကဘယ်လောက်ထိအောင်ပြောထားတော့မင်းတတ်နိုင်လို့ရှိရင်တဲ့တတ္တဝါတွေအသက်တတ်ချင်သလောက်တတ်သူမြတ်ပစ္စည်းတွေမတရားယူချင်သလောက်ယူသူတော်ဘာသာမယာပြစ်မှားချင်သလောက်ပြစ်မှားဘာမှတော့အဲ့ဒီလောက်ရက်တွေအကြောင်းတော့မင်းဘာမှအပြစ်ခံရမှာမဟုတ်ပါဘူးတဲ့သူကဒီလိုပြောတာကဲလက်တွေ့တင်မဲ့ဒါအပြစ်ခံရတယ်ဆိုတာလက်တွေ့မှာပဲအပြစ်ရှိတယ်ဆိုတာအလုံးသိနေကြတာလူလောကဥပဒေတောင်မှပဲဟုတ်လားလူတယောက်ရဲ့အသက်ကိုတတ်မိတယ်ဆိုရင်ထိုပုဂ္ဂိုလ်ဟာသေစားသေစေဆိုတဲ့ capital punishment ခံရတာပဲမဟုတ်လား ခံရပါတယ်ဗျာ လောကအပြစ်ဒဏ်နဲ့မဲ့ချိလူတွေလုပ်တဲ့ဥပဒေအရပဲချိသူများပစ္စည်းခိုးလဲအပြစ်ဒဏ်မခံရဘူးလား ခံရပါတယ်ဗျာ သူတော်ဘာသာမယာပြစ်မှားရင်ရောအပြစ်ဒဏ်မခံရဘူး ခံ လား ရပါတယ်ဗျာ ကဲသူကမခံရဘူးအပြစ်ဆိုတာမရှိဘူးနဲ့ပြောနေတာလက်တွေ့နဲ့ကိုင်းညီမှုရှိရလား ရှိပါဗျာ ရှိဘူးဒါပေမဲ့သူကအဲ့တိုင်ဟောတာပါဏမတိပါတရားတော်တဲ့မင်းတို့ကြိုက်လို့အကုသိုလ်တွေသူများအသက်တတ်ချင်တော့တတ်တယ်ကရောတောနခရိယတိပပံအကုသိုလ်ဆိုတာလှုပ်လို့မရပါဘူးတဲ့သူကလှုပ်လို့ကိုမရဘူးလူတွေကလှုပ်လို့ရတယ်ထင်တာဘာဖြစ်လို့လှုပ်မရတာတုံးဆိုရင်နတ္ထိပပံအကုသိုလ်ဆိုတာမရှိဘူးတဲ့လုံမဖြစ်ဘူးဆိုတာကိုပြောတာကိုအကရိယ non action လို့ခေါ်တယ်လှုပ်လို့မရဘူးတဲ့သူကကောင်းတာဆိုတာလည်းလှုပ်လို့မရဘူးအခုမကောင်းတာဆိုတာလည်းလှုပ်လို့မရဘူးဘာဝတိလနဲ့ပတ်သက်ပြီးတော့အကုသိုလ်မှန်သမျှလှုပ်ချင်တဲ့လောက်လှုပ်တယ်ထိုအကုသိုလ်ဆိုတာမရှိဘူးအကုသိုလ်ရဲ့အကျိုးဆိုတာလည်းမလာဘူးလို့ဆိုတော့လက်တွေ့နဲ့မကိုက်ညီတဲ့တရားကိုဟောတော့လူမိုက်တွေကတော့သဘောကျတာပေါ့သိသဘောကျတာပေါ့သူဝါဒတကယ်တော့ရောမှန်ကန်မှုရှိရလားလို့ဆိုလက်တွေ့နဲ့ကြည့်ရင်မမှန်ဘူးသူများအသက်တတ်လို့ရှိရင်ကိုယ်ပြန်တတ်ခံရတာမျိုးသူများဥစ္စာခိုးလို့ရှိရင်အပြစ်ပေးခံရတာမျိုးသူတော်ဘာသာမယာပြစ်မှားတယ်ဆိုရင်လည်းအပြစ်ပေးခံရတာမျိုးလိန်ပြောတာမျိုးဆိုရင်လည်းပဲလူတကာကမယုံကြည်တာတို့ဟုတ်ကလား မှန်လားပါဗျာ တံပြန်အပြုခံရတာမျိုးဆိုတဲ့ဒီ reaction ဆိုတာလာတာတွေကြီးပဲအကုန်လုံးဟာအဲ့ဒါလို့လက်တွေ့သဘာဝနဲ့မကိုက်ညီတဲ့တရားတွေကိုသူကဟောတယ်အကရိယလို့ဆိုပြီးတော့သူပြောလိုက်ပုံကဘယ်လောက်ထိပြောတော့ဆိုရင်အေးတတ်နိုင်လို့ရှိရင်တဲ့လူသားလက်နဲ့ကြီးထူထောင်ပြီးတော့ကဘာမြေပြင်မှာရှိတဲ့လူသားတွေအလုံးကိုတတ်ပြီးတော့အယိုးပုံအသားပုံပုံထားစေကမူမင်းပါဏာတိပါဒအကုသိုလ်ကံဆိုတာမဖြစ်ပါဘူးလို့ပြောတယ်သူကဲတော့သူ့ရဲ့ဝါဒကဘလောက်ကြောက်စရာကောင်းတော့နိဗ္ဗာန်မပြောနဲ့ကောင်းရာသူဂတိတောင်ရောက်ဖို့မလွယ်ဘူး မှန်လားပါဗျာ အဲ့ဒါတွေအသာထားသူပြောတဲ့ဟောတဲ့အတိုင်းလုပ်လို့ရှိရင်ကဘာကြီးရောငြိမ်းချမ်းပါမလား မငြိမ်းချမ်းပါဗျာ ကဲအရက်ထဲမှာသူများအသက်လည်းရဲစရဲတတ်တဲ့ပုဂ္ဂိုလ်တွေတို့
သူများဥစ္စာခိုးတဲ့ပုဂ္ဂိုလ်တွေတို့သူတစ်ပါးသားမယားစော်ကားတဲ့ပုဂ္ဂိုလ်တွေတို့လိန်ပြောတဲ့ပုဂ္ဂိုလ်တွေတို့ဒီလိုပုဂ္ဂိုလ်တွေရှိနေလို့ရှိရင်အဲ့ဒီအရာဟာငြိမ်းချမ်းမှာမလားငြိမ်းချမ်းပါဗျာကဲငြိမ်းချမ်းရေးပါပျက်စီးနေတယ်ဆိုတာလက်တွေ့နဲ့လူတိုင်းဟာကိုယ့်အသက်နှမျောကြတာကြီးပဲဘယ်သူပဲဖြစ်ဖြစ်မြတ်စွာဘုရားကကိုယ်ချင်းစာတရားထားရမယ်လို့အတုပနာယိကဘာဖြစ်လို့လဲဆိုရင်လူတွေဟာအသက်ရှင်ကျင်ကြတယ်ပျော်ရွှင်မှုကိုလိုလားကြတယ်ကျန်တဲ့လူတွေလည်းဒီတိုင်းပဲအသက်ရှင်ကျင်ကြတာကြီးပဲကိုကတော့အသက်ရှင်ကျင်တယ်သူများတော့တတ်တယ်ဆိုတော့ဒါအလုံးကိုသဘာဝမကျတဲ့ကိစ္စတစ်ခုပေါ့နော်မှန်ပါပါဗျာဒါကြောင့်မို့လို့ပါဏာတိပါဒဆိုတာသူများကိုယက်တီခွင့်ပေးရမိမိဒီအသက်ရှင်နေထိုင်ခွင့်ကမ္ဘာလောကကြီးမှာရရှိသလိုဉာဏ်တဲ့ပုဂ္ဂိုလ်တွေကိုလည်းအသက်ရှင်နေထိုင်ခွင့်ပေးမှတရားမျှတတော့မပေါ့မှန်ပါပါကိုကတော့နေခြင်းနဲ့သူများကိုတော့သေစေဆိုတော့ဟုတ်ပါမလားဟုတ်နိုင်ပါဗျာအဲ့ဒီကလေးကသူတရားသည်သမညီညွတ်တဲ့တရားဖြစ်ကိုမဖြစ်ဘူးမြတ်တာတဲ့အရာဖြစ်ကိုမဖြစ်ဘူးသူအတွေ့ဟာဟုတ်ကဲ့လားမှန်ပါပါလူတိုင်းဟာကိုယ်ဥစ္စာကိုခိုးမှစိုးရိမ်ကြတယ်လုံခြုံထားရတယ်သူကခိုးတယ်ဘာအပြစ်မှမရှိဘူးလို့ပြောတော့ဟောမြောက်ပေးရမရောက်ပေဘူးလားရောက်ပါတယ်ဖေဟာလောကလူတွေမှာကိုယ်ပစ္စည်းအခိုးခံရမယ်ဆိုရင်ပျော်သလားစိတ်ဆင်းရဲသလားစိတ်ဆင်းရဲပါတယ်ဖေဟာလူတွေစိတ်ဆင်းရဲအောင်ဖြစ်စေတတ်တဲ့အရာဆိုတာကောင်းတဲ့အရာပဲဖြစ်မလဲမှန်ပါပါဖေဟာလက်တွေ့နဲ့ကြည့်ရင်ကိုသူတရားကဟုတ်မှမဟုတ်တာကဘာကြီးငြိမ်းချမ်းမှုလူသားတွေအတွင်းငြိမ်းချမ်းမှုလူတော်လူကောင်းရဖြစ်မှုဆိုတဲ့အခြေအနေတွေကိုတခုမှဖန်တီးမပေးပဲနဲ့ဆိုးစွမ်းပြီးတော့အင်မတန်မှကြောက်စရာကောင်းတဲ့ကဘာကြီးတစ်ခုဖန်တီးပေးနေတယ်လို့ဒီလိုပြောရမှာပဲမှန်လားပါဗျာသူကပြောလိုက်သေးတယ်ကုသိုလ်ကောင်းမှုများရှိတယ်ထင်ပြီးတော့မလုပ်နဲ့တဲ့လုပ်ရင်လည်းကုသိုလ်ဆိုတာရှိတာမဟုတ်ဘူးလုပ်လို့မရဘူးတဲ့နတ္ထိပုံညာနတ္ထိပုံညတအာဂမောပုံညာကုသိုလ်ကောင်းမှုဆိုတာနတ္ထိလုံးဝမရှိဘူးလူတွေကရှိတယ်ထင်နေကြတာတဲ့ပုံညတအာဂမောကုသိုလ်ရဲ့အကျိုးတရားဆိုတာလည်းမရှိဘူးတဲ့ဟောကုသိုလ်ဆိုတာလည်းမရှိဘူးတဲ့မင်းတတ်နိုင်လို့ရှိရင်တဲ့သီလဆောက်တည်မယ်ဒါနကောင်းမှုတွေလုပ်မယ်ကိုယ်စိတ်လေးကိုစောင့်စည်းမယ်မှန်ကန်တဲ့စကားတွေပြောမယ်အခုဘုရားဘာသာဝင်သူတော်စင်တွေဆိုလို့ရှိရင်ဟုတ်လားဒါနကောင်းမှုလုပ်ကြတယ်သီလဆောက်တည်ကြတယ်ကမ္မထဘာဝနာပွားများမှုဆိုတဲ့ကိုယ်စိတ်လေးကိုထိမ့်သိမ်းဆောင်ရှောက်ကြတယ်မှန်ကန်တဲ့စကားပြောကြတယ်ဆိုတော့ဒါတွေဟာကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တယ်လို့မြတ်စွာဘုရားကဟောထားတာသူကတော့မဟုတ်ဘူးအဲ့ဒါတွေလုံးသည့်အတွက်ကြောင့်လဲဘာကုသိုလ်မှမရပါဘူးတဲ့သူကပြောတာမှန်လားပါဗျာကဲလက်တွေ့နဲ့ရောမကိုက်ညီဘူးလားဆိုစဉ်းစားကြည့်ဒါနကောင်းမှုလုပ်တယ်ဆိုတဲ့အခါပေးလိုက်တဲ့ပုဂ္ဂိုလ်ကလည်းကြည်နူးတယ်ရတဲ့ပုဂ္ဂိုလ်ကလည်းပျော်တယ်မပျော်ဘူးလားပျော်ပါတယ်ဗျာကိုယ်အိမ်လာလို့ဟုတ်လားကော်ဖီလေးတစ်ခွက်တိုက်လိုက်တယ်ဆိုတောက်ရတဲ့ပုဂ္ဂိုလ်ကလည်းခြေနှက်တယ်လေပေးလိုက်တဲ့ပုဂ္ဂိုလ်ကလည်းငါဝတ္တရားခြေတယ်ဆိုဝမ်းသာတယ်ဒါနကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တိုင်းဟာတဦးနဲ့တဦးစဉ်းစားပြီးတော့ကြည့်မယ်ဆိုရင်ပေးသူကလည်းဝမ်းသာရသူကလည်းဝမ်းသာဟောနှစ်ဖက်လုံးအကျိုးရှိတယ်စိတ်ဓာတ်တွေနူးညံ့သွားတယ်ဒါနဆိုတာအထန္တဓမ္မနံဒါနံသဗ္ဗထသာရကံဒါနဆိုတာပေးကမ်းခြင်းသည်အောင်မြင်ရာဤလို့အရာထဲမှာရှိတာခုခေတ်လည်းကြည့်ပေါ့ဘယ်ကိစ္စမဆိုပေးလိုက်ကမ်းလိုက်ရင်မအောင်မြင်ဘူးလားအောင်မြင်ပါတယ်ဗျဒါနအကျိုးပဲဗျပြောမှဆိုရင်ဒီတဲ့ထင်ရှားတဲ့အကျိုးပဲရှိမလို့နောက်ဘဝဆိုအသာထားပေးလိုက်ကမ်းလိုက်လို့ရှိရင်ကိုယ်ကိစ္စအောင်မြင်သွားတာဟုတ်ကဲ့လားမှန်ပါပါဗျအဲ့တော့ဒါနအကျိုးမရှိဘူးလို့ဟောရင်ဘယ်မှမလို့ဒီစကားလက်တွေ့နဲ့အလွန်လွဲနေတယ်ပေါ့သူစကားအဲ့တော့လှူလိုက်တန်းလိုက်လို့လှူရတန်းရတဲ့ပုဂ္ဂိုလ်တွေကစိတ်ချမ်းသာမှုရတယ်ရသွားတဲ့ပုဂ္ဂိုလ်ကလည်းဝမ်းသာချီးနူးမှုရသွားတယ်ဒါနအကျိုးပဲနောက်ဘဝကျမှချမ်းသာတယ်မချမ်းသာဘူးဆိုတာနောက်မှလာမယ့်အကျိုးအခုလက်တွေ့ရတဲ့အကျိုးကတော့လှူလိုက်တဲ့လူကလည်းခြေနှက်တယ်ယူရတဲ့လူကလည်းခြေနှက်သွားတယ်မ
ဟောနှစ်ဦးနှစ်ဝါမေတ္တာပေါင်းကူးမိသွားတယ်ဒါအကျိုးပဲကဲသီလဆောက်တည်လိုက်တယ်သူများအသက်မတတ်ပါဘူးသူများဥစ္စာမခိုးပါဘူးဆိုတဲ့၅ပါးသီလဆောက်တည်လိုက်တယ်ကိုယ့်ရဲ့လက်နဲ့ကိုယ့်ကြောင့်ဘယ်သူမှအသက်မဆုံးရှုံးကြဘူးဟောကိုယ်အန္တရာယ်ပြုမဲ့ပုဂ္ဂိုလ်လဲကိုမရှိကိုကဘယ်သူမှအန္တရာယ်မပြုသည့်အတွက်ကြောင့်ကိုယ့်အတွက်နဲ့အသက်သေရတဲ့ပုဂ္ဂိုလ်မရှိဘူးဆိုတော့ဒါအကျိုးမဟုတ်ဘူးလားဖြစ်ပါရဲ့တရိษံလေးတွေတောင်မှကြည့်တော့ကိုယ်အန္တရာယ်မပြုဘူးဆိုလို့ရှိရင်ခင်တယ်သူတို့ကကိုယ်အန္တရာယ်ပြုမဲ့ပုဂ္ဂိုလ်ဆိုရင်မျက်စောင်းထိုးကြည့်တာခွေးလေးတွေကစပြီးတော့သိတယ်မှန်ပါဗျာအဲ့တော့ဒါအကျိုးတရားတွေပဲသီလဆောက်တည်တဲ့အကျိုးတရားတွေဟောလိမ်မပြောဘူးဆိုရင်ဟာဒီလူကဘယ်တော့မှလိမ်ပြောလို့မရှိဘူးဆိုရင် तू ပြောတဲ့စကားဆိုရင်အလေးနဲ့ထားကြတယ်လေဟောလိမ်တဲ့လူဆိုလို့ရှိရင်နောက်ဘဝငရဲကြတာဘာညာအသာထား तू စကားဘယ်သူမှမယုံတော့ဘူးဟောတာဒီလူကြီးကလူလိမ်ကြီးပဲဆိုတဲ့ကဘယ်သူမှအပေါင်းအသင်းမလုပ်ဘူးဒါရရှိတဲ့အကျိုးပဲမဟုတ်လားမှန်ပါပါဗျာအကျိုးဆိုတာအဝေးကြီးကိုသွားမကြည့်ရဘူးပစ္စုပန်မှာဖြစ်နိုင်တဲ့အကျိုးတွေအများကြီးရှိတယ်တမလွန်မှဖြစ်မဲ့အကျိုးဒီပြောရတာမဟုတ်ဘူးပစ္စုပန်ရတဲ့အကျိုးတွေဒါတွေကနော်မှန်ပါပါဗျာမြတ်စွာဘုရားကသီလသုတ်တံမှာဆိုရင်ဒါနရဲ့အကျိုးကိုပစ္စုပန်မှာရနိုင်တဲ့အကျိုးတမလွန်မှာရနိုင်တဲ့အကျိုးဆိုပြီးခွဲဟောထားတာပစ္စုပန်မှာရနိုင်တဲ့အကျိုးကဘာလို့ဆိုလို့ချင်းအေးလူကြီးလူခင်ပေါ်တယ်ဟုတ်တာပေါ့လူတဲ့လူဟာလူကြီးလူခင်ပေါ်တာပဲဩလူပေါ်တန်းပေါ်ရတယ်ပေးပေါ်ကမ်းပေါ်ရတယ်ဆိုသူစီကရတဲ့ပုဂ္ဂိုလ်ကသူခင်းနေကြတာပေါ့မယုံတိရစ္ဆာန်လေးတွေခွေးလေးတွေကြွေးကြည့်ပါလားစားရမယ်တောက်ရမယ်ခွေးလေးကြွေးကြည့်အဲ့ဒီခွေးလေးကကိုယ်မြင်အမိနတ်မှာပဲရှင်းနှက်နေတာလေမှန်ပါပါဗျာလူလဲထူထူပါပဲကိုကကြွေးမွေးဆောင်ရှောက်ကိုညီတဲ့ပုဂ္ဂိုလ်ဆိုရင်ကိုယ်ခင်းနေတာပဲဟောဒါတွေကအကျိုးတွေပဲနော်အေးအဲ့ဒါလိုပဲတခြားသီလတွေကိုလည်းကြည့်လိုက်မယ်ဆိုရင်အကျိုးတွေကအများကြီးရတယ်မူရစေဝတေဤတည်းမတောက်စားဘူးဆိုလို့ရှင်ကြည့်ကိုယ့်ရဲ့အတွေးခေါ်တွေမှန်ကန်တယ်အများကကိုယ်ကိုလေးစားတယ်ဟောအရက်တောက်ထားတယ်ဆိုရင်ဟာဒီလူကအရက်သမားတိတ်ပေါင်းသိမလုပ်ကြနဲ့ဆိုဟောဒါအပြစ်ပဲနောက်ဘဝငရဲကြတာမကြတာအတားတာဒီဘဝတည်းပဲမကောင်းတဲ့အကျိုးရနေပြီလေလူတကာကသူ့အဖက်မလုပ်ချင်ကြဘူးရှောင်ကြတယ်သူပြောတဲ့စကားလဲဟာဒီလူကမူမူယုံယုံနဲ့ပြောတာနဲ့တူပါတယ်ဆိုပြီးတော့ဟောအလေးနဲ့မထားကြတော့ဘူးမမရင်းနေလဲလောက်ကုန်တယ်ဆိုတော့ဒီ၅ပါးသီလကလိုက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီဘဝတွင်ပဲလက်တွေ့လူလောကကိုအကျိုးပြုနေတဲ့သဘာဝတရားတွေပါအဲ့ဒါတွေကိုပုရဏကတ္တဗကနေပြီးတော့ဘာအကျိုးမှမရှိပါဘူးလို့ပြောတာလက်တွေ့ကိုသူကညှင်းပယ်နေတာနဲ့မတူဘူးလားတူပါရဲ့ဗျာအေးဒါကြောင့်မို့လို့သူ့ရဲ့အခရိယဝါဒကြီးဟာဒီကနေ့ခေတ်မှာကြိုက်တဲ့လူရှိကောင်းရှိနိုင်တော်လဲပဲအိန္ဒိယနိုင်ငံဒီကနေ့ခေတ်သူ့ရဲ့သာသနာကြီးကတော့ပျောက်ကွယ်သွားပါပြီပုရဏကတ္တဗရဲ့သာသနာပျောက်ကွယ်သွားပြီသို့တော့သူ့ရဲ့အဆုံးမဩဝါဒတွေဟာလူမိုက်တွေမှာတော့ရှိနေဥမှာပေါ့ဗျာမှန်ပါပါလူမိုက်တွေတဏ္ဍာတော့ရှိနေဘုရားဆူဆူကဟောတော်မူတဲ့ကုသိုလ်ဆိုတာရှိတယ်အကုသိုလ်ဆိုတာရှိတယ်ကုသိုလ်ရဲ့အကျိုးဆိုတာရှိတယ်အကုသိုလ်ရဲ့အကျိုးဆိုတာရှိတယ်လို့မြတ်စွာဘုရားအဆူဆူဟောတော်မူတာကိုဆန့်ကျင်ပြီးတော့သူကအကရိယဝါဒကြီးကိုဖြန့်ဖြူးခဲ့တာပုရဏကတ္တဗတဲ့မှန်ပါပါဗျာအဲ့တော့ကံကိုညှင်းပယ်လိုက်တာဟာကံရဲ့အကျိုးကိုညှင်းပယ်ရလဲရောက်တယ်ကဲသူ့ဝါဒကိုလိုက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်လောကအကျိုးမပြုတဲ့ဝါဒကြီးတစ်ခုဖြစ်တယ်လောကကိုပျက်စီးစေတတ်တဲ့ဝါဒကြီးလို့လက်တွေ့မှာပြောလို့ရတယ်နော်မှန်ပါပါဗျာကဲနောက်မက္ခလိခောသနာကလည်းပဲသူကဟောပြန်ပါရီဟောတော်ဆိုတော့သူဟောတဲ့စကားကသူကအကြောင်းတရားကိုညှင်းပယ်တဲ့ဝါဒနတ္ထိဟေတုနတ္ထိပစ္စယောတတ္တနံတံကိလေသာယအဟေတုအပစ္စယတတ္တတံကိလေသံတိတတ္တဝါတွေညင်နွမ်းမှုဒုက္ခရောက်ဖို့လူတွေဒုက္ခရောက်ကြတာညင်နွမ်းကြတာဆိုတာဟာတဲ့ဘာအကြောင်းကြောင့်မှဖြစ်တာမဟုတ်ဘူးသူကသူဖြစ်တာတတ္တဝါတွေစင်ကြယ်ကြတာကောင်းကျိုးချမ်းသာတွေရကြတာဟာလည်းပဲဘာအကြောင်းမှမရှိဘူးသူကသူဖြစ်ချင်လို့ဖြစ်တာလေသူကအကြောင်းကိုညှင်းပယ်တဲ့ဝါဒသူကဟောပြန်
အဲ့တော့နိဗ္ဗာန်ရောက်အောင်ဘယ်သူကြိုးစားမလို့ဘယ်သူမှကြိုးစားမှာမဟုတ်တော့ဘာဖြစ်လို့တော့ဆိုရင်သူကဘာမှလုပ်လို့မရဘူးပြောတဲ့လူဟောနော် မှန်လားပါဗျာ အကြောင်းတရားမရှိဘူးလို့သူကပြောထားအကြောင်းမှန်သမျှကိုသူကညှင်းပယ်လိုက်တယ်ဟောလောကမှာအကြောင်းတရားမရှိဘူးလားလို့ဆိုရှိတာပေါ့ရှိတယ်ဆိုတာအလွန်ထင်ရှားတယ်ဆိုပါစို့တရားစီရနေပြီးတော့တရားပင်လေးပေါက်လာတာအကြောင်းမရှိဘူးလားဆိုရှိတယ်ဘာအကြောင်းနေတော့ဆိုစဉ်းစားကြည့်လေတရားစီကလေးကြည့်ဒီတိုင်းထားမယ်ဆိုလို့ရှိရင်အပင်ပေါက်ပါမလား ပေါင်းနိုင်ပါဗျာ မြေနဲ့ရေနဲ့ပေါင်းပြီးမှဒီတရားပင်လေးကအပင်ပေါက်တာအဲ့တော့ဒီအပင်ပေါက်လာတာဟာမြေတို့ရေတို့ဆိုတာအကြောင်းမဖြစ်ဘူးလား ကျောင်းဖြစ်ပါတယ်ဗျာ ဖြစ်တယ်လောကမှာအကြောင်းနဲ့အကျိုးဟာအမြဲတမ်းရှိတယ်ဆိုပါစို့လူမှာမျက်စိလည်းရှိတယ်မြင်စရာအဆင်းအာယုန်တွေလည်းရှိတယ်အဆင်းအာယုန်နဲ့မြင်တဲ့မျက်စိကလေးဆုံပြီးတဲ့အခါမှာမြင်ပြီးတော့သိတဲ့စိတ်ကလေးပေါ်လာတယ်ဟောဒီနေရာမှာကြည့်မျက်စိလေးကအကြောင်းတစ်ခုမြင်စရာအာယုန်လေးကအကြောင်းတစ်ခုဟောမြင်သိစိတ်ကလေးမှာဒီအကြောင်းလေးနှစ်ခုရှိနေတယ်ဆိုသူပြောတာအကြောင်းမရှိဘူးလို့ပြောတာအကြောင်းတွေကအများကြီးအခုကြည့်အလင်းရောင်လေးတွေရနေတာဘာကြောင့်ရတာတော့ဆိုဟောလျှက်စစ်မီးဒီထွန်းထားလို့ရဟောဒီလျှက်စစ်မီးတွေငြိမ်းသွားတာနဲ့တပြိုင်နက်မှောင်မသွားဘူးလား မှန်သွားမှာပါဗျာ ဟောဒီ လေးနိုင်ပါဗျာ လင်းနိုင်ဘူးသို့တော်လည်းသူကအကြောင်းအားလုံးကိုညှင်းပယ်လိုက်တယ်ညှင်းပယ်ပြီးတော့ဘာတွေပြောတော့ဆိုလို့ရှိရင်နတ္ထိအတ္တကာရေကိုယ့်ဘက်ကိုလုံးလို့ရတာလည်းမရှိဘူးတဲ့ဟောဒါတော့တက်တက်ကိုဟို practical practice ရှိတာကိုတကယ်လက်တွေ့ကိုညှင်းပယ်လိုက်တာနဲ့တူတူပဲကိုယ့်ကိုလုံးလို့မရဘူးတဲ့အတ္တကာရမရှိဘူးဆိုတာလူတွေဟာကိုယ့်ဘက်ကိုလုံးပြီးတော့ကိုသွားခြင်းတဲ့နေရာထသွားရင်ရောက်မသွားဘူးလား ကျောင်းသွားပါတယ် ရောက်သွားတာကိုလုံးတာပဲမဟုတ်ဘူးလား ဟုတ်ပါပါ ကိုလုံးတာပဲလေဒါသူကအတ္တကာရကိုလုံးလို့ရတာမရှိဘူးတဲ့သူပြောတာရှိတာပေါ့ကိုလုံးလို့ရတာတွေအများကြီးဘာသူကမရှိဘူးလို့ညင်းပယ်လိုက်တယ်နတ္ထိပရကာတွေသူများလှုပ်လို့လည်းမရဘူးတဲ့ဟောသူများလှုပ်ပေးလို့ကြီးပွားချမ်းသာသွားတာတို့မသားသမီးတွေမိဘကစောင့်ရှောက်သွားလို့စောင့်ရှောက်ထားလို့ကြီးပွားလာတာတွေတို့ဒါတွေရှိနေတဲ့တန်းနဲ့သူကညင်းပယ်ပြီးနတ္ထိပရကာတွေသူတစ်ပါးလှုပ်လို့လည်းမရဘူးတဲ့ဒါတွေမကဘူးနတ္ထိပုရိသထာမောနတ္ထိဝိရိယဝိရိယရဲ့အကျိုးမခံစားရဘူးတဲ့သူကပြောတယ်လူတွေမှာလူတွေရဲ့လုံလဝိရိယကိုဘာမှအတိမမပြုတ်ဘူးလက်တွေနဲ့လုံးဝမကိုင်းညီဘူးလက်တွေကကြည့်လေထမင်းစားခြင်းလို့ရှိရင်ကိုယ့်ဟာကိုယ်ဆိုင်သွားပြီးတော့ဝယ်စားရင်တကယ်စားရတယ်သို့မဟုတ်ကိုယ့်ဟာကိုယ်ချက်စားရင်တကယ်စားဒါဝိရိယအကျိုးပဲမဟုတ်လား ဒီကဒုပါဗျာ ဝိရိယအကျိုးပဲသူ့ဘက်သူထမင်းကဇတ်ထဲဝင်မလာဘူး မှန်လားပါဗျာ ဒါကိုယ့်ရဲ့လုံလအထုတ်မှုလေးတွေရှိတာဩကြောင်းတက်နေတဲ့ကျောင်းသူကျောင်းသားတွေဆိုလို့ရှိရင်ကြက်ရတယ်စာကြက်မှဆောင်ဝဲအောင်တယ်စာရမှဆောင်ဝဲအောင်ဒါလုံလဝိရိယပဲဆောင်ဝဲအောင်တာလုံလဝိရိယရဲ့အကျိုးပဲပေါ့ မှန်လားပါဗျာ အဲ့ဒီလိုလုံလဝိရိယရဲ့အကျိုးတွေကို तू ကတခုမှအသိမှမပြုဘူးတဲ့ဟောမက္ခလိကောသလာကြီးဒါတွေကဘာမှလုပ်လို့မရပါဘူးတဲ့ဘာဖြစ်လို့ तू ဒီလိုဟောတော့ဆိုလို့ရှိရင်တတ္တဝါအားလုံးဟာ तू ကနိယတိဝါဒအားလုံးဟာကံကြမ္မာကပုံသေးသတ်မှတ်ထားပြီးသားတဲ့မင်းလူဘဝသွားလူဖြစ်ပုံသေးသတ်မှတ်ထားသည့်အတိုင်းလူပဲဖြစ်တယ်ပေါ့ခွေးဖြစ်ရမယ်ဆိုရင်ခွေးဖြစ်တယ်ကံကြမ္မာကချုပ်တင်ပြီးတော့သတ်မှတ်ထားတာတဲ့ तू ကပြောတာအဲ့ဒါတွေကိုအပြောင်းလဲလှုပ်ချင်လို့မရဘူးတဲ့ तू ဝါတာဘာမှအပြောင်းလဲမလုပ်နဲ့လူရဲ့စွမ်းအားဆိုတာဘာတစ်ခုမှမရှိဘူးတတိစွမ်းအားဉာဏ်အားတွေဘာမှမရှိဘူးဟိုလက်တွေ့နဲ့ကြတော့လူရဲ့စွမ်းအားတွေကအများကြီးရှိတာပဲလူလုံးလို့ဖြစ်တာနော် မှန်လားပါဗျာ ယောက်ျားတခွန်လူရည်ချွန်ကမိုးစွန်တမွတ်ကျဲကိုဆွတ်လီမလွတ်စတန်းရမြဲလန်းဆိုတာလဲသူကငင်းပယ်လိုက်တာပဲလုံလဝိရိယဆိုတာတွေရဲ့စွမ်းအားတွေကိုတခုမှအတိမမပြုဘူးတဲ့ မှန်လားပါ အဲ့တော့အဲ့ဒီဝါဒကလည်း
တိုးတက်မှုကိုဟန်တာပယ်ဖြတ်တဲ့ဝါဒကြီးဖြစ်နေတယ်လူလောကလူသားတွေဟာစီးပွားရေးလည်းတိုးတက်เสียအကြောင်းမရှိဘူးဓမ္မရေးနဲ့ပတ်သက်ပြီးတော့လည်းတိုးတက်เสียအကြောင်းမရှိဘူးဘာမှမလုပ်ရဘူးဆိုရင်လူလောကကြီးကပျက်စီးခြင်းမကပျက်စီးသွားနိုင်တာပေါ့ဒါဟာလည်းပဲနိဗ္ဗာန်တရားကြီးကိုဆုတ်ပိတ်ထားတဲ့အယူဝါဒဆိုးကြီးတစ်ခုပဲဖြစ်နေတယ်တဲ့သူကဘယ်လောက်ထိအောင်ပြောတုံးလို့ဆိုလို့ရှိရင်နော်နိယတိပုံသေးသတ်မှတ်ထားတဲ့အတိုင်းသင်္ကတိပေါင်းဆုံလာတဲ့အခါမှာဘာဝထင်ရှားပေါ်လာတာတဲ့လူတွေဟာဘာမှလုပ်လို့မရဘူးတဲ့သူကဘယ်လောက်ထိပြောတုံးဆိုရင်ဒေါနမိတိဒုက္ခဒုက္ခေချမ်းသာဆင်းရဲဆိုတာလဲအကန့်အသတ်နဲ့ထားတာလေသူကသူရှိပြီးသားပရိယန္တကရေတန်တာတွေတန်တရားဆိုတာလည်းပဲလူတိုင်းမှာကန့်သတ်ချက်ရှိတယ်တဲ့နတ္ထိဟာယနာဝုဒ္ဒနေအတိုးအဆုပ်လုံးလို့မရဘူးတဲ့နတ္ထိဥက္ကန္တဝကံသေးတဲ့အနှိမ့်အမြင့်လုံးလို့မရဘူးတဲ့ပုံသေးကားချတိုင်းပဲသူကဒီတိုင်းပဲဖြစ်ရမယ်လူမိုက်ပဲဖြစ်ဖြစ်ပညာရှိပဲဖြစ်ဖြစ်တဲ့သူကလူမိုက်ပဲဖြစ်ဖြစ်ပညာရှိပဲဖြစ်ဖြစ်မဟာကတ်8 သန်း 4 သောင်းနှစ်ပေါင်းပေါ့လေဤရန်လို့ခေါ်တဲ့အမတန်ရှည်ကြာတဲ့အပိုင်းခြားကြီးတစ်ခု8 သန်း 4 သောင်းပြည့်တဲ့အခါမှာလူမိုက်ရောပညာရှိရောအားလုံးဟာဘဝကိုအဆုံးသတ်သွားကြမှာတဲ့ဒီကြားထဲမှာပညာရှိကလည်းငါပညာရှိဆိုပြီးတော့တန်တရားကိုတိုးအောင်လုံးလို့မရဘူးတဲ့လူမိုက်ကလည်းငါလူမိုက်ပဲကွာမင်းတန်တရားကိုငါကြော်ပြီးတော့နေလိုက်အောင်မယ်ဆိုလို့လည်းမရဘူးတဲ့အရှိအတူကိုတခါတည်းအတိအကျဖြတ်ထားပြီးသားလို့သူကပြောတာဒါနိယတိဝါဒကြီးလို့ခေါ်တယ်နော်အဲ့ဒီနိယတိဝါဒကြီးကလည်းလောကမှာဘာမှအလုံးမဖြစ်ဖက်နဲ့လူတကာရဲ့စိတ်ထဲအုံနောက်ထဲမှာရှုပ်ထွေးယုံရှုပ်ထွေးပြီးအမတန်မှဂလန့်ကြီးဖြစ်နေလို့မြတ်စွာဘုရားကဒီမက္ခလိကောသလဝါဒအလုံးစုံဆိုးတဲ့ဝါဒလို့အကြောင်းတရားကိုညှင်းပယ်လိုက်သည့်အတွက်ကြောင့်အလွန်ဆိုးတဲ့ဝါဒအဖြစ်မြတ်စွာဘုရားကဟောထားတာရှိတယ်နော်မှန်ပါပါဗျာသူကဥပမာလေးပေးထားသေးတယ်ဒီမဟာကတ်8 သန်း 4 သောင်းပြည့်တဲ့အချိန်မှာတဲ့ပညာရှိရောလူမိုက်ပါတန်တရားဆုံးရလိမ့်မယ်တဲ့ဥပမာကြည့်လေတဲ့အချီလုံးလေးတစ်လုံးကျိုးစားလေးကနေကင်ပြီးမြင့်ရကနေချလိုက်တယ်ကျိုးရှိသမျှတော့အချီလုံးလေးကလိမ့်ဆင်းနေမှာပဲတဲ့ကျိုးကုန်ရင်ရပ်သွားမယ်ဆိုလိုတာကသူကအတိုင်းတာကန့်တဲ့တစ်ခုကုံသွားတာနဲ့တပြိုင်တည်းပြီးသွားမယ်လို့ဒီလိုပြောတာနော်မှန်ပါပါဗျာအဲ့တော့သူဝါဒအလိုကလည်းဘာမှလုပ်စရာမလိုတဲ့ဆိုတော့လောကကြီးတိုးတက်ဖို့ရမဖြစ်နိုင်တဲ့ဝါဒမျိုးကြီးဖြစ်နေတယ်အဲ့တော့မက္ခလိကောသလဝါဒကလည်းသို့တော်ထိုခေတ်ထိုအခါကာလမှာလူကြိုက်တော်များကြတယ်ပေါ့သူ့ရဲ့ဖီလိုဆိုဖီကိုလူကြိုက်ကြတယ်အဲ့ဒီလူကြိုက်တဲ့သမားတွေကရှိတယ်သို့တော်လည်းမြတ်စွာဘုရားကတော့ကြည့်လေမြတ်စွာဘုရားကအယိုးကြည်ကြည်အေခန်းခန်းကာမံတသောစနှရုစအဋ္ဌိစအဝသိတတုဥပသုတ်တုတရီတွေမန္တလောဟိတံငါခန္ဓာကိုယ်မှာရှိတဲ့အသားအသွေးတွေအယိုးတွေခြောက်တက်သွားပါစေအယိုးအရေလောက်ပဲကျန်ပါစေဒီတရားထုတရားမြတ်ကိုငါမရလို့ရှိရင်မရဘူးလို့ဆိုတဲ့လုံလဝိရိယရှိရမယ်လို့မြတ်စွာဘုရားဟောထားတာမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲ6 နှစ်ပတ်လုံးပင်ပင်ပန်းပန်းဒုက္ခရစရိယာကျင့်ပြီးနောက်ဆုံးဘုရားဖြစ်ရောက်ရတာမဟုတ်လားလောကကြီးမှာဝိရိယမထုတ်လို့ရှိရင်ဘာမှမရနိုင်ဘူးဆိုတာဒါထင်ရှားတယ်လေမှန်ပါပါဗျာအဲ့ဒါကိုသူကဝိရိယကိုအတိမမပြုတ်ဘဲနဲ့ဘာမှမလုပ်နဲ့လှုပ်เสียမလုပ်ဘူးဆိုတဲ့ဝါဒဟာအလွန်အန္တရာယ်များတဲ့ဝါဒကြီးတစ်ခုပါတဲ့တမက္ခလိကောသလမြတ်စွာဘုရားမပွင့်ခင်ကဒီဝါဒတွေကိုဟောပြောထားတာမှန်ပါပါနောက်တစ်ယောက်ကဘာဟောပြောပြန်တော့ဆိုရင်အစိတကေတကမ္မလဆိုတဲ့ဝါဒကသူကနတ္ထိကဝါဒလို့ခေါ်တယ်အရာရာကိုညှင်းပယ်တာသူကကံကိုလည်းညှင်းပယ်တယ်ကံဤအကျိုးကိုလည်းညှင်းပယ်တယ်ခုနတုန်းကပုရဏကသဗ္ဗကကံကိုညှင်းပယ်တာမက္ခလိကောသလကအကြောင်းတရားကိုညှင်းပယ်တော့အဟိတုကဝါဒလို့ခေါ်တယ်အစိတကေတကမ္မလကြတော့နတ္ထိကဝါဒလို့ခေါ်တယ်သူက
အကျိုးတရားတွေကို तू ငင်းပယ်မယ်ကံတရားတွေအကျိုးတရားတွေကို तू ငင်းပယ်တယ်ဘယ်လိုငင်းပယ်တော့ဆိုနတ္ထိဒိဏံနတ္ထိယိဋ္ဌံနတ္ထိခုတံဒိဏဆိုတာလှူတာတန်းတာရဲ့အကျိုးတရားဆိုတာမရှိဘူးတဲ့ तू ဒါနမလုံးနဲ့လှုပ်ဘာကျိုးမှမရဘူး तू ပြောတာယိဋ္ဌဆိုတာအကြီးအကျယ်ပူဇော်ပတ်သားမှုပြုတာအဲ့ဒါအတွက်လည်းဘာမှအကျိုးမရဘူးဟုတလက်ဆောင်ပန္နာတွေပေးတာဘာအကျိုးမှမရှိဘူးလို့ဟောအကျိုးတရားတွေကိုညင်းပဲလက်တွေ့နဲ့တော့မကိုက်ညီဘူးခုနကပြောတဲ့အကျိုးတွေရှိနေတယ်ဒါတွေမကဘူး तू ကနတ္ထိသုက္ကတဒုက္ကတာနံကာမနံဖလံဝိပါကောတဲ့ကောင်းတာလုံးမှုကုသိုလ်မကောင်းတာလုပ်တဲ့အကုသိုလ်တွေရဲ့အကျိုးတရားဆိုတာမရှိဘူးလို့ညင်းပယ်တယ်နတ္ထိအယံလောကောတမလွန်ဘဝမှာရှိနေတဲ့ပုဂ္ဂိုလ်တွေအတွက်ဒီလောကဆိုတာမရှိဘူးဒီလောကမှာရှိနေတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းတမလွန်လောကဆိုတာမရှိဘူးနတ္ထိမာတာအမေကိုလှုပ်ကြွေးလို့လည်းဘာမှအကျိုးမရှိဘူးလောကမှာအမေဆိုတာမရှိဘူးအမေပေါ်မှာပြုစုလှုပ်ကြွေးသည့်အတွက်ကြောင့်အကျိုးမရှိဘူးစော်ကားသည့်အတွက်ကြောင့်လည်းအပြစ်မရှိဘူးနတ္ထိပိတာအဖေဆိုတာမရှိဘူးအဖေလှုပ်ကြွေးလို့လည်းအကျိုးမရှိဘူးအဖေကိုစော်ကားလို့လည်းအပြစ်မရှိဘူးဟောတာဖရန်တိုက်ပေးတဲ့ဝါဒကြီးပေါ့မှန်လားပါဗျာနတ္ထိတတ္တဩပပါတိကသေပြီးနောက်ပြန်ဖြစ်တာဆိုတာတရားမှမရှိဘူးတဲ့ဒါတွေမကဘူးလောကကြီးရဲ့အကြောင်းကိုကောင်းကောင်းမွန်မွန်သိပြီးတော့ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ဆိုတာလည်းလောကမှာမရှိပါဘူးလို့ဟောသူကညင်းပယ်တာအဲ့ဒီလိုအချက်ဆယ်ချက်ကိုညင်းပယ်တာဒါနတ္ထိကဝါဒလို့ခေါ်တယ်မှန်လားပါအခုပြောခဲ့တဲ့ဒီပုရဏကသဗ္ဗရဲ့ဝါဒရဲ့မက္ခလိဂောသလရဲ့ဝါဒရဲ့ဟောဒီအဇိတကေတကမ္မလရဲ့ဝါဒဟာဒီဝါဒကိုလက်ခံယုံကြည်တဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်မဲ့ဖို့ကိုမပြောနဲ့ကောင်းရာသူဂတိတောင်မရောက်နိုင်ဘူးကြည့်လေပုရဏကသဗ္ဗကလည်းတတ်ချင်တော့တတ်ဘာမှမဖြစ်ဘူးလို့ပြောတာအကုသိုလ်ဆိုတာမရှိဘူးလို့ပြောတယ်ကုသိုလ်လည်းဘာမှအကျိုးမရှိဘူးလို့ပြောတော့လူတွေကကုသိုလ်လည်းမလုပ်ဘူးအကုသိုလ်လည်းမလုပ်ဘူးဆိုဟောပျက်စီးသွားလှုပ်ချင်တာတွေလှုပ်အကုသိုလ်တွေလှုပ်ပြီးအကျိုးမရှိဘူးလို့ယုံကြည်တော့ဟောဒီပုဂ္ဂိုလ်တွေသိရင်ပဲသွားမလို့ဆိုအားလုံးအပေကြီးပဲသွားမယ်ပုဂ္ဂိုလ်အပေရောက်သွားရင်သူကအပေတကားဖွင့်ထားတဲ့ဝါဒကြီးတွေပဲဒီဝါဒကြီးတွေအသေးချာစဉ်းစားကြည့်အဲ့ဒီဝါဒတွေကိုလက်ခံယုံကြည်တဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်မဲ့ဖို့ကိုမျက်မှောက်ပြုဖို့နေနေတာသာကောင်းရာဒုက္ခတိဆိုတဲ့လူဘုံလူဘဝနတ်ပြည်နတ်ဘဝတောင်မရောက်နိုင်ဘူးတဲ့အဲ့ဒါလောက်ထိအောင်အခြေအနေဆိုးတဲ့ဝါဒကြီးတွေပေါ့အဇိဒကေတကမ္မလကဘာပြောသေးတုံးဆိုရင်ခုခေတ်လို့ဆိုရင် तू က materialism ပေါ့ယုတ်ဝါဒလို့ခေါ်တာပေါ့အဲ့ဒီ तू ကဘာပြောသေးတုံးဆိုလို့ရှိရင်လူတယောက်ဟာတဲ့ပေသွားလို့ရှိရင်လူရဲ့ခန္ဓာကိုယ်မှာဓာတ်ကြီး၄ပါးရှိတယ်မဟာဘူတဆိုတဲ့ဓာတ်ကြီး၄မျိုးရှိတယ်မြေဓာတ်ကမြေနဲ့ပေါင်းသွားတယ်တဲ့သေလို့ရှိရင်ရေဓာတ်ကလည်းရေနဲ့ပေါင်းသွားတယ်တေဇောဓာတ်ကလည်းပဲဉာဏ်နဲ့အပြင်မှာရှိတဲ့မိဓာတ်နဲ့ပေါင်းသွားတယ်လေဓာတ်ကလည်းလေနဲ့ပေါင်းသွားပေါ့လေရေဓာတ်ကရေနဲ့ပေါင်းဓာတ်ကြီး၄ပါးဟာသေသွားလို့ရှိရင်အဲ့ဒါလိုပဲပေါင်းသွားတယ်ခုခေတ်ပြောလို့ရှိရင်သေရင်မြေကြီးဆိုတာနဲ့မတူဘူးလားတူပါပါဗျာနော်လူသေလို့ရှိရင်တော့အဲ့ဒါလူခန္ဓာကိုယ်မှာရှိတဲ့ဓာတ်တွေကအဲ့ဒါတွေနဲ့ပေါင်းသွားတယ်တဲ့အသိစိတ်တွေကြတော့ဘယ်ရောက်သွားတော့ဆိုရင်ကောင်းကင်လွင့်ပြန်သွားတယ်တဲ့လူဟာသိပြီဆိုလို့ရှိရင်လူရဲ့ဂုဏ်သိက္ခာဟာတင်းချိုင်းအထိပဲရှိတယ်တင်းချိုင်းဟိုပဲမရောက်ဘူးတဲ့သူကပြောတာဆိုလိုတာကနောင်ဘဝမရှိဘူးလို့ပြောချင်တာနော်မှန်လားပါဗျာသူပြောတာနောက်ပြီးတော့ဓတ္တုပညတ္တံယတိတံဒါနဒါနကိုလည်းသူကပုတ်ခတ်လိုက်တယ်ဒါနကောင်းမှုဆိုတာတဲ့လူမိုက်တွေကထွင်ထားတာပါဓတ္တုပညတ္တံယတိတံဒါနမိုက်တဲ့လူတွေကလူအတွေလူညံ့တွေကဒါနကောင်းမှုလုပ်ကြတာတဲ့သူဆိုလိုတာကလိမ္မာပတ်တဲ့ပုဂ္ဂိုလ်တွေကယူပြီးတော့အရနာတဲ့လူတွေကလှူကြတာလို့ဒီလိုပြောချင်တာသူကဗတ္တန္တာအာဟုတိယောအိန္ဒိယခေတ်မှာအိန္ဒိယမှာသူတို့
ရစ်ပူဇော်တယ်ဆိုတဲ့စနစ်တစ်ခုရှိတယ်အဲ့ဒီရစ်ပူဇော်တဲ့ကုသိုလ်ကောင်းမှုတွေဟာအားလုံးဟာသူတို့ကမီးပူဇော်တဲ့အခါမီးထဲထည့်တာမီးထဲထည့်တော့ဘာဖြစ်တုံဆိုပြာပဲဖြစ်တာပေါ့လို့သူကပြောတာဘာလို့အလကားပဲပေါ့ပြာပဲဖြစ်သွားတယ်ဘတ်တန္တအာဟုတိယောဒါတွေမကဘူးသူကပြောသေးတယ်ဒါနကောင်းမှုရှိတယ်လို့ပြောတဲ့ပုဂ္ဂိုလ်တွေဟာကုသိုလ်ကောင်းမှုရဲ့အကျိုးရှိတယ်လို့အဋ္ဌိကဝါဒအကျိုးရှိတယ်လို့ပြောတဲ့လူတွေဟာလူလိမ်နေလူညာတွေတဲ့အဲ့လိုဆွဆွဲသွားသေးတယ်အဋ္ဌိကဝါဒသမားတွေဟာလူညာတွေပဲတဲ့လိမ်ပြောတာဘယ်သူပဲဖြစ်ဖြစ်တဲ့ဘာပဲလုပ်လို့သိပြီးတဲ့နောက်ကြလို့ရှင်အားလုံးဟာလုံးဝကြီးပြတ်သွားပြီးတော့ဘယ်တော့မှပြန်ဖြစ်မှာမဟုတ်ဘူးလို့ဒီလိုဟောသွားတယ်ဒါဥစ္စေတဝါဒလို့ခေါ်တယ်နော်မှန်ပါဗျာသိပြီးတဲ့နောက်ပြီးရောတဲ့နောက်ထပ်မလာတော့ဘူးအဲ့ဒီအဇိတကံကေတကမ္မလလူဆံပင်ကပလာကြီးကိုဝတ်ထားတဲ့ဒီဆရာကြီးကလည်းပဲသူ့ရဲ့ philosophy ကအလွန်ကြောက်စရာကောင်းတဲ့ philosophy ကြီးပဲလူလောကကြီးကြီးပွားတိုးတက်မှုဆိုတာတခုမှမဖြစ်နိုင်အောင်လူမိုက်တွေကိုအားပေးတဲ့အယူဝါဒကြီးတစ်ခုကိုဟောပြောပြီးတော့ဘုရားမြတ်စွာမပွင့်ခင်ကမကရာတိုင်းမှာဖြန့်ဖြူးထားတယ်ဒီဝါဒကြီးကလည်းပဲခေတ်စားနေတဲ့အဲ့ဒီချိန်မှာစဉ်းစားတာကြည့်တော့ဒီမိစ္ဆာဝါဒတွေကိုဂေါတမဘုရားဟာရှင်းလင်းပြီးတော့ဘယ်လိုလုပ်ဖောက်ထွက်မလဲတွေးကြည့်မယ်ဆိုရင်ဒီဝါဒတွေကိုချိုးဖြစ်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးเนาะနောက်တစ်ယောက်ကပကုဒ္ဒကိစ္ဆာယနာအဲ့ဒီပကုဒ္ဒကိစ္ဆာယနာဆိုတဲ့ဆရာကြီးကတော့ဘာဟောတော့လို့ဆိုရင်သူကကာယကြီး9မျိုးရှိတယ်တဲ့ body ပေါ့ body 9မျိုးရှိတယ်အဲ့ဒီကာယကြီး9မျိုးကမြေရယ်ရေရယ်လေရယ်မီးရယ်မြေရေလေမီးဆိုတဲ့ဓာတ်ကြီး၄ခုရယ်နောက်ပြီးတော့ချမ်းသာရယ်ဒုက္ခရယ်ဒုက္ခရယ်ဒုက္ခရယ်ပေါ့လေဒုက္ခဒုက္ခဓာတ်ကြီး၄ပါးရယ်ဒုက္ခဒုက္ခရယ်ဇီဝလို့ဆိုတဲ့အသက်ရယ်အဲ့ဒီကာယကြီး9ခုဟာတဲ့ဘယ်တော့မှမပြောင်းဘူးတဲ့သာဝရတည်နေတဲ့အရာတွေဖြစ်တယ်တဲ့ပြောင်းညင်လို့မရဘူးတစ်ခုနဲ့တစ်ခုလည်းဖြည့်ဆည်းအောင်လုပ်လို့မရဘူးတဲ့တစ်ခုနဲ့တစ်ခုလည်းပဲပျက်စီးအောင်မလုပ်ဘူးတဲ့အဲ့ဒီကာယကြီး9ခုကလည်းဘာမှလည်းမထုတ်လုပ်ဘူးတဲ့လူတွေရဲ့တဏ္ဍာမှာဒါနဲ့ဖွဲ့စည်းထားတယ်လို့သာဝရခိုင်မြဲတဲ့အရာကြီး9မျိုးကိုသူကဟောတယ်ဟောပြီးတော့သူကဘာပြောတော့ဆိုလို့ရှိရင်လူတယောက်ကလူတယောက်ကိုဓာတ်နဲ့ထိုးလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီကာယကြီး9ခုဈာဓာတ်သွားဝင်သားတာတဲ့ဘယ်သူကမှတတ်တာမဟုတ်ဘူးတဲ့ဒါသူ့ဝါဒသူကလည်းပဲလူမိုက်အားပေးနေနဲ့ဟောသွားတယ်ပကုဒ္ဒကိစ္ဆာယနာရဲ့ဝါဒဟောနောက်ဆရာကြီးတယောက်ကဘာဟောပြန်တော့ဆိုရင်နိခန္ဓလို့ခေါ်တဲ့ခုနကဂျိန်းဝါဒသူကတော့ဒီဝါဒတွေထဲမှာအတော်လေးကောင်းတယ်လို့ပြောอ่ะဒါကြောင့်မို့လို့ရှင်မဘုရကောသအထက်ကရာဆရာကြီးကပြောတာဣတတဝါဒီကိဉ္စီသာသနာနုလောမံပိအဋ္ဌိတဲ့ဘုရားမြတ်စွာရဲ့အဆုံးအမနဲ့ကိုက်ညီတဲ့အချက်လက်တွေတော့ပါပါတယ်တဲ့ဒါပေမဲ့လို့သူဟာလည်းအလုံးဟာမိစ္ဆာဝါဒပါပဲတဲ့ဆိုတာဘာဖြစ်လို့မိစ္ဆာဝါဒတုံးဆိုတော့သူကအတ္တလို့ဆိုတဲ့သာဝရမြဲတဲ့အရာတစ်ခုကိုအခြေခံပြီးတော့သူကဟောတာသူကတော့သတုယာမတံဝရလို့ခေါ်တဲ့လေးဘက်လေးတန်ကအကုသိုလ်ဖြတ်စည်းဖို့ဆိုတဲ့အယူဝါဒကိုသူကဟောတယ်မှန်ပါပါဗျာသူနည်းကဘယ်လိုလုပ်မလို့ဆိုရင်လူတွေဟာကံဟောင်းနေရှိတယ်ကံဟောင်းနေရှိတဲ့အခါကျတော့အဲ့ဒီကံဟောင်းကိုအကျင့်တရားကျင့်ပြီးတော့ဖြည့်ပြောင်းအောင်လုပ်ရမယ်ဒါကြောင့်မို့လို့သူကအတ္တကိလမထာနုယောဂဆိုတဲ့အကျင့်တွေကိုကျင့်ကြရတယ်ဂျိန်းဘုန်းကြီးတွေကပင်ပင်ပန်းပန်းခံပြီးတော့ကျင့်ရတယ်ဒါတွေကဘာလို့လို့ဆိုရင်အတိတ်ဘဝကပါလာတဲ့ကံဟောင်းတွေကုံအောင်လို့တဲ့တပအကျင့်နဲ့ကံဟောင်းတွေကိုကုံအောင်လုပ်ရမယ်ပစ္စုပန်ကံအတိတ်ကိုမလုပ်ဖဲရှောင်ရမယ်တဲ့ဟောစောင့်စည်းခြင်းဖြင့်ပစ္စုပန်ကံကိုမလုပ်ဘူးတဲ့အဲ့ဒါလို့ဆိုရင်ခံစားမှုတွေကုံသွားမယ်ကံတွေကုံသွားမယ်နောက်ဆုံးဟာ
လုံးဝဖြူစင်တဲ့အတ္တကလေးသာကြံပြီးတော့မောက္ခဆိုတဲ့လွတ်မြောက်မှုကိုရလိုက်မယ်လို့သူကဟောတာအဲ့တော့အကုသိုလ်ကိုတော့သူကမလုပ်ရဘူးလို့ပြောတယ်အကုသိုလ်တော့မလုပ်ရသူကြတော့အစွန်းရောက်သွားလိုက်တာဘယ်လောက်ထိအောင်အစွန်းရောက်တုံးဆိုအကုသိုလ်ရှောင်ရမယ်ဆိုတဲ့နေရာမှာတိတ်အစွန်းရောက်သွားတယ်အဟိန္တာလို့ဆိုတဲ့မငြင်းဆဲရမယ့်တရားကိုသူအလွန်ကျွံကျင့်သုံးတယ်သူ့ရဲ့အယူဝါဒမှာမြင်ပုံကလေးကစပြီးတော့ဇီဝရှိတယ်လို့သတ်မှတ်တယ်အခုခေတ်ဒီ biology နဲ့တချို့ကခတ်ဆင်ပေါ့သစ်ပင်တွေမှာလည်းအသက်ရှိတယ်လို့သတ်မှတ်တယ်အဲ့ဒီသစ်ပင်ခုတ်လို့ရှိရင်ပါဏာတိပါဒကန်ထိုက်တယ်သူများအသက်တတ်တာ flash water လို့ခေါ်တဲ့ရေအစိမ်းကြိုချက်ထားတဲ့ရေမဟုတ်ဘူးရေအစိမ်းကလည်းသူတို့သုံးဝင်မရှိဘူးရေထဲမှာလည်းပဲဇီဝရှိတယ်လို့သူကယူဆတယ်ရေထဲမကဘူးမီးထဲမှာလည်းပဲဇီဝရှိတယ်လို့ယူဆတယ်ဒါကြောင့်မလို့ဂျိန်းဘုန်းကြီးတွေကမီးမုံလေးတွေမှာလည်းဇီဝရှိသည့်အတွက်ကြောင့်မိမိကအသက်ရှူလိုက်မယ်ဆိုရင်ထိုမြူမုံလေးဟာနှာခေါင်းထဲကနေဝင်ပြီးတော့လူရဲ့ကိုယ်ငွေ့နဲ့ပျက်စီးသွားနိုင်တယ်တဲ့အဲ့ဒါဆိုရင်သီလကျိုးတယ်ဒါကြောင့်မလို့ဂျိန်းဘုန်းကြီးတွေကနှာခေါင်းမှာအဝတ်ကလေးစီးထားတာကျမ်းမာရေးလိုက်စားတာမဟုတ်ဘူးအဲ့ဒါအတွက်လောက်ထားသူတို့နော်မှန်ပါပါဗျာမြူမုံကလေးတွေကိုတနာလို့တဲ့အဲ့ဒီဂျိန်းဘုန်းကြီးတွေအိန္ဒိယကျတွေးပါလိမ့်မယ်အိန္ဒိယမှာရှိတယ်လမ်းလျှောက်တဲ့အခါကျသူတို့မှာတပြက်စီးလေးပါအဲ့ဒီတပြက်စီးလေးလှဲ့လှဲပြီးတော့သူကသွားတယ်ဘာဖြစ်လို့လဲဆိုပိုးကောင်မွှားကောင်လေးတွေတက်နေမိရင်သေမှာဆိုလို့တဲ့အဲ့ဒါလို့မသေးရအောင်လို့ဆိုပြီးတော့သူတို့ကအလွန်ကျွံကျင့်သုံးတာပေါ့သူတို့ရဲ့ဝါဒဆိုလို့ရှိရင်လူတယောက်ဟာမီးဖို့မယ်ဆိုလို့ရှိရင်မီးကဒီဖြင့်ဇီဝရှိတဲ့ထင်းတို့ဘာတို့လောင်လို့ရှိရင်အဲ့ဒါမီးကနေပြီးတော့ကိုယ်ကြောင့်မို့လို့မီးကတခြားဇီဝတွေကိုဖျက်ဆီးသည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်မှာအပြစ်ရှိတယ်ဟာဒါဖြင့်မီးငြိမ်းမှပဲဆိုရင်မီးငြိမ်းရင်မီးကိုတတ်ရရောက်တော့ကြောင့်သူ့လည်းအပြစ်ရှိပြန်ရောတယ်မီးရဲ့ဇီဝကိုတတ်ရရောက်တယ်တဲ့အဲ့ဒါကြောင့်မို့လို့ဒီဂျိန်းဝါဒနိခန္ဓဝါဒကိုအိန္ဒိယမှာကိုးကွယ်တာဟာဘသူတွေကကိုးကွယ်တော့ဆိုရင်ကုံတဲ့ပွဲစားတွေကကိုးကွယ်တယ်တောင်သူလယ်သမားတွေကကိုးကွယ်လို့မဖြစ်ဘူးဘာဖြစ်လို့လဲဆိုရင်သူ့ဝါဒနဲ့ဆိုရင်တောင်သူလယ်သမားတွေကထွန်ရက်စိုက်ပျိုးနေတာဆိုတော့အမြဲတမ်းပါဏာတိပါဒလုံနေတဲ့ပုံကိုယ်တွေလို့ဖြစ်နေတယ်မြေကြီးကိုထွန်သွားနဲ့ထွန်တယ်ပေါက်ပြားနဲ့ပေါက်တယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကမြေကြီးကိုဖျက်ဆီးလို့ပါဏာတိပါဒကံထိုက်တယ်တဲ့သူကအဲ့ဒါလို့ဟောတာဟုတ်နော်မှန်ပါပါဗျာအဲ့တော့ရေတောက်ရင်လည်းပါဏာတိပါဒကံထိုက်တယ်ဘာဖြစ်လို့တော့ရေစိမ့်တောက်တယ်ရေထဲကဇီဝတွေကိုဖျက်ဆီးနေသည့်အတွက်ကြောင့်ဗုဒ္ဓဘာသာတရားတော်ကဒီလိုအစွန်းရောက်တာတွေကိုလက်မခံဘူးမြတ်စွာဘုရားမှန်ပါပါဗျာနောက်ဆုံးမှာရှောင်လို့မရတာတွေအများကြီးရှိတယ်လေဒါကြောင့်မို့လို့ဘုရားရဲ့ကံတရားကသူတို့နဲ့မတူဘူး intentionally action လို့ခေါ်တယ်ဘုရားရဲ့တရားတော်ဥပမာသေစီလူတဲ့စိတ်ဓာတ်နဲ့လုံးဝပါဏာတိပါဒကံထိုက်တယ်မှန်ပါပါဗျာသူ့ဘာသူမတော်တဆကိုလည်းမသိလိုက်ဘူးသေသွားတာကြတော့သေမှုပဲဖြစ်တယ်ပါဏာတိပါဒကံမထိုက်ဘူးမှန်ပါပါဗျာကဲပါဏာတိပါဒကံထိုက်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿတို့မမြင်မနဲ့လမ်းလျှောက်သွားတဲ့အခါမှာပဝက်စိတ်ကလေးတွေတို့ကောင်းလေးတွေတက်နင်းသွားတာတွေအများကြီးပဲအဲ့ဒါတွေကပါဏာတိပါဒကံကလွတ်ပါမလားလွတ်နိုင်တော့လွတ်နိုင်ဘူးချင်းလာကြိုက်လို့ဖတ်ခနဲ့ရိုက်တာတော့ဒါကတော့သေချာလောက်တာဟုတ်လားလမ်းလျှောက်လို့မတော်တဆနင်းမိသွားတာကိုယ်ကလည်းမမြင်ဘူးနင်းမိသွားတာကြတော့ယဟန္တာတောင်မှရှောင်လို့ရတဲ့ကိစ္စမဟုတ်ဘူးလေမှန်ပါပါဗျာအဲ့ဒါကြောင့်မလို့ဒါတွေကပါဏာတိပါဒကံထိုက်တာမဟုတ်ဘူး intention မပါလောကဥပဒေကလည်းထိုးတူပဲလေလူတတ်မှုကျူးလွန်တဲ့အခါမှာလူသေးမှုနဲ့လူတတ်မှုကတခြားစီပဲမှန်ပါပါမတော်တဆသေသွားတာကတစ်မျိုးတမင်တတ်တာကတစ်မျိုးပို့ပြီးတော့အပြစ်ကြီးတယ်အဲ့တော့ဘုရားရဲ့ကံက intentionally action ပဲစေတနာနဲ့လှုံ့ဆော်ပြီးလုပ်တဲ့ဟာမှသူကကာမပဋ္ဌာမြောက်တာအဲ့ဒီလိုမှမဟုတ်လို့ရှိရင်ဘယ်သူပါဏာတိပါဒကလွတ်မလဲနိခန္ဓနာဒဗုဒ္ဓဝါဒအရာဆိုလို့ရှိရင်ပါဏာတိပါဒလွတ်ဖို့တော်တော်ခက်နေတယ်ဒါကြောင့်မို့လို့အစွန်းရောက်တယ်လို့ပြောတာဘုရားကအစွန်းရောက်တဲ့ဝါဒတွေကိုဖယ်ရှားပြီးတော့မစ္စည်းမပฏิပဒါဆိုတာအလယ်လန်းကသွားမှနိဗ္ဗာန်ကိုရောက်မယ်တဲ့တိတ်အစွန်းရောက်သွားရင်လည်း
လွန်သွားပြန်ရောတဲ့ဟုတ်ကဲ့ မှန်လားပါဗျာ အဲ့တော့နိဂန္ဓနာတဗုဒ္ဓကြီးကဒီကနေ့ချိန်ဆိုပြီးတော့အိန္ဒိယနိုင်ငံမှာထင်ထင်ရှားရှားသူ့ရဲ့သာသနာအိန္ဒိယမှာရှိနေတုန်းပဲခဏအထိဗုဒ္ဓသာသနာတော့ကွယ်သွားပြီမဲ့လို့ဂျိန်းသာသနာကတော့အိန္ဒိယမှာပွင့်လင်းနေတုန်းပဲဂျိန်းဘုရားကျောင်းနေတာဗုဒ္ဓရဲ့ဌာနတွေမှာအမြဲတမ်းအနာနာမှာရှိနေတယ်။ဘာဖြစ်လို့လဲဆိုအိန္ဒိယကခုနကကုံတယ်ပွဲစားတွေဆိုတာကပတ်စံချမ်းသာတဲ့လူတွေကိုသူတို့ကကိုးကွယ်တာတောင်သူလယ်သမားတွေမကိုးကွယ်ခြင်းနေရစီကုံဒီပွဲစားကပတ်စံချမ်းသာတာအဲ့တော့ကုံဒီပွဲစားတွေကိုးကွယ်သည့်အတွက်ကြောင့်ဂျိန်းသာသနာကြီးကအဲ့ဒီမှာရှင်သန်နေတုန်းပဲအဲ့ဒီဒါနိဂန္ဓနာတဗုဒ္ဓရဲ့ဝါဒနောက်တူကတော့သင်္ဆယဗေလတ္ထဗုဒ္ဓလို့ခေါ်တယ်သင်္ဆယဆိုတဲ့ဆရာကြီးကတော့အမရာဝိခိပဝါဒလို့ခေါ်တယ်သူကတော့ဘာပြောရမလို့ဆိုတောင်မရောက်မြောက်မရောက်ဝါဒလို့ပြောရှင်သာရိပုတ္တရာတို့ရဲ့ဆရာကြီးအယူဝါဒတစ်ခုကိုသူကတိတိပပဘယ်တော့မှမပြောလိုက်လို့ရှိရင် तू မှားသွားမှကြောက်တယ်မှားသွားမှကြောက်လို့တမလွန်လောကရှိသလားလို့တယောက်ကမေးလာမယ်ဆိုလို့ရှိရင်သူ့စိတ်ထဲမှာရှိတယ်ထင်ရှိတယ်လို့ပြောကောင်းပြောမယ်ပေါ့သို့တော်လည်း तू ကဘယ်လိုပြောတော့ဆိုရင်ရှိတယ်လို့လည်း तू မပြောလို့ဘူးတဲ့ဒါဖြင့်တမလွန်လောကမရှိဘူးလားဆိုမရှိဘူးလည်းမဟုတ်ပါဘူးဒါဖြင့်ရှိမရှိနှမျိုးလားဆိုတော့အဲ့ဒီလိုလည်းမဟုတ်ဘူးတဲ့မရှိဘူးလုံးဝညင်တာလည်းမဟုတ်ဘူးရှိတယ်ဆိုတာလည်းလက်မခံဘူးမငြိမရဝါဒလို့ခေါ်တယ်အမရာဝိခေပဝါဒဆိုတာဖမ်းလို့မရအောင်သူဘယ်ဘက်ကလှည့်ဖမ်းလို့မရအောင်သူကရှောင်တိန်တဲ့ဝါဒပေါ့နော်မှန်လားပါဗျာအဲ့ဒီရှောင်တိန်ဝါဒကြီးနဲ့နေတာကိုအဇတတဘယင်ကြီးကတော့မှတ်ချက်ကြတယ်အဲ့ဒီခေတ်မှာရှိတဲ့ဒိဋ္ဌိဆရာကြီးတွေထဲမှာတော့သူကအမိုက်မဲဆုံးပဲတဲ့ဘာမှရေရာမရှိဘူးရှောင်တိန်နေတာမို့အမိုက်မဲဆုံးလို့ဒီလိုအဇတတကတော့မှတ်ချက်ချတယ်အဲ့ဒီအခုလို့ဘုရားမြတ်စွာမပေါ်ပေါက်ခင်ပွင့်တော်မမူခင်မှာမကရာတိုင်းမှာထင်ရှားတဲ့ဘာသာဝါဒကြီးတွေဟာခေတ်စားပြီးတော့နေတာအဲ့ဒါကိုဇမတာမတိကနေပြီးတော့ထက်လျှောက်တာဘာတုရောတိမဂရေသူပုဗ္ဗေဓမ္မောအတုတော်တာမလေဟိစိဏိတော်ဗန္တိရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဗျာပုဗ္ဗေရှင်တော်ဖရာမပွင့်တော်မူခင်ကပင်မဂရေသူမဂရာတိုင်းအယတ္တေတာတို့မှာတာမလေဟိကိလေသာညစ်ကြေးတွေရှိ၍နေကြတဲ့ဂိုင်းဆရာကြီး6ဦးတို့သည်စေတီတော်ကြံစီတွေ့တော်ကဟောပြောအပ်တဲ့အတုတော်စင်ကြယ်မှုကိုမပေးနိုင်တဲ့ဓမ္မောမိစ္ဆဝါဒတရားသည်ပါတုရဟောတိထင်ရှားပေါ်ပေါက်၍နေပါပြီအဲ့ဒီမိစ္ဆဝါဒတရားတွေထွန်းကားနေသည့်အတွက်ကြောင့်ရှင်တော်ဘုရားဟောကြားတော်မူမဲ့နိဗ္ဗာန်တရားကြီးဟာနိဗ္ဗာန်တကားကြီးဟာပိတ်မြဲပိတ်ပြီးတော့နေပါတယ်ဗန္တိရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားဧတံမတ္တသာဒွါရအမြိုင်းနိဗ္ဗာန်တကားကြီးကိုဝိဝရဖွင့်တော်မူလိုက်ပါဝိမနေနာကိလေသာအညစ်အကြေးတွေကင်းဝေတော်မူတဲ့မြတ်စွာဘုရားသည်အနုမုဒ္ဒံလျော်စွာသိတော်မူအပ်တဲ့ဓမ္မသစ္စာ၄ပါးမြတ်တရားကိုသူနာတုတတ္တဝါတွေနာခွင့်ရကြပါစေဘုရားရဲ့လို့အဝေါစာကောင်းစွာမသွေလျောက်ကြခဲ့ပါပေတည်းအဲ့ဒီလိုမဂရတိုင်းမှာမိစ္ဆဝါဒတွေထွန်းကားနေလို့ပဲပြောရမလားမသိဘူးမြတ်စွာဘုရားက first sermon လို့ခေါ်တဲ့ပထမဆုံးဒေသနာကိုဗာရာဏသီကာတိတိုင်းသွားဟောတယ်မဂရတိုင်းမှာမဟောဘူးတရားနာမဲ့ပုဂ္ဂိုလ်တွေကလည်းပဲမဂရတိုင်းမှာမရှိသေးဘူးအဲ့ဒီအချိန်မှာဒါကြောင့်မို့လို့မြတ်စွာဘုရားကသာမတိဗမာကြီးကလျှောက်ထားလိုက်တဲ့အခါကျတော့တရားဟောတဲ့အခါမှာမကရာတိုင်းကနေပြီးတော့ဘေးကြွသွားတာတော့ကာတိတိုင်းဗာရာဏသီပြည်ကိုကြွသွားတယ်အဲ့ဒီဗာရာဏသီမြို့နားမှာရှိတဲ့ဣတိပတ္တနတောလို့ခေါ်တယ်
မြန်မာတွေကတော့မိဂရာဝုံလို့ခေါ်နေကြတာတကယ်ကတော့အဲ့ဒီနာမည်ကအခေါ်လွဲနေတယ်လို့ပြောရမယ်လို့ထင်ပါတယ်ဣတိပတ္တနာကနာမည်ချင်းမိဂဓာယဆိုတဲ့စကားလုံးကိုကြည့်ပြီးမိဂရာဝုံလို့သုံးလိုက်တာမိဂဓာယတွေကတုတ်တန်နေတဲ့မှာအများကြီးရှိတယ်ဟောဒီဣတိပတ္တနာသာမိဂဓာယမဟုတ်ဆိုလိုတာကမိဂဓာယဆို sanctuary လို့ပြောလိုတာပေါ့ဘေးမဲ့တောလို့ပြောလိုတာမှန်လားပါဣတိပတ္တနာလို့ခေါ်တဲ့ဘေးမဲ့တောမိဂဆိုတာတရိစ္ဆာန်တွေသားကောင်တွေငှက်တွေအပါဝင်ပေါ့မိဂဆိုတဲ့စကားလုံးကခြေလေးချောင်းရှိတဲ့တ attva တွေအားလုံးတောရိုင်းတ attva တွေအားလုံးကိုကိုးစားပြုတဲ့စကားလုံးသမင်တစ်ခုတည်းတည်းမဟုတ်ဘူးအဲ့တော့အင်္ဂလိပ်လို deer park လို့ပြန်တာလည်းသိမမှန်ဘူးပေါ့သမင်နေတာရှိတာမဟုတ်ဘူးเนาะဒါမိဂဓာယကို deer park လို့ပြန်လေးရှိတယ်နောက်တိုင်းကလူတွေကတကယ်ကတော့အဲ့ဒီဟာမဟုတ်ဘူးမိဂဓာယဆိုတာသားငှက်တရိစ္ဆာန်တွေကိုမဖမ်းရဘူးမတတ်ရဘူးလို့ဘေးမဲ့ပေးထားတဲ့တောလို့ဒီလိုအဓိပ္ပာယ်ရတယ်တောရဲ့နာမည်ကဣတိပတ္တနာဒီလိုအလားတူတောတွေကရှိသေးတယ်လေခေမေမိဂဓာယေဆိုတဲ့သုတ်တန်တစ်ခုမှာခေမဆိုတဲ့တောကြီးကလည်းပဲအခုလိုပဲမိဂဓာယသားကောင်တွေကိုဘေးမဲ့ပေးထားတဲ့တောပဲမိဂဓာယေဘေတကလာဝဏီဘေတကလာဆိုတဲ့တောကြီးကလည်းပဲသားကောင်တွေကိုဘေးမဲ့ပေးထားတဲ့တောမတတ်ရမဖမ်းရမစီးရဆိုပြီးတော့ဘေးမဲ့သတ်မှတ်ထားတဲ့တောတွေမြန်မာနိုင်ငံမှာလည်းပဲဘေးမဲ့ကျိုးဝိုင်းဆိုပြီးတော့ဒီလိုသတ်မှတ်ထားတာစကိုင်းတောင်ရိုးမှာရှိကြတဲ့တောငှက်တရိစ္ဆာန်တွေသားကောင်တွေကိုမဖမ်းရမစီးရဘေးမဲ့ပေးထားတာအဲ့ဒါတွေကအကုန်လုံးမိဂဓာယတွေကြီးပဲပေါ့မှန်ပါပါဗျအဲ့တော့ sanctuary လို့ဒီလိုဆိုလိုတာပေါ့အဲ့တော့ဣတိပဏ္ဏတောကိုမြတ်စွာဘုရားကကြွသွားပြီးတော့ပင်စဝဂ္ဂီတွေကအရင်တုန်းကတော့မြတ်စွာဘုရားနဲ့တူတူနေကြတာဘုရားတောထွက်တဲ့နောက်လိုက်ပြီးတော့သူတို့ကလည်းပဲဘုရားအနီးပါးကနေပြီးဝိုင်းဝန်းကူညီဆောင်းလျှောက်ပြီးတော့ဝကျွငယ်ပြုတ်ပြီးတော့နေကြတာနောက်ဆုံးမြတ်စွာဘုရားကသူ့ရဲ့ meditation technique ကိုပြောင်းလိုက်တာကိုပထမတုန်းကတော့ပင်ပင်ပန်းပန်းတပတ်အကျင့်တွေကျင့်တာမအောင်မြင်ဘူးမအောင်မြင်သည့်အတွက်ကြောင့်ဒီလမ်းကြောင်းဟာမဟုတ်သေးဘူးလို့ဆိုပြီးတော့အကျင့်ကိုပြောင်းလိုက်တဲ့အခါမှာပင်စဝဂ္ဂီတွေကစိတ်ပြက်ပြီးတော့ထွက်သွားကြတာအဲ့ဒီပြောင်းလိုက်တဲ့ technique ကမှမှန်တဲ့ technique ဖြစ်သွားတယ်ပထမတုန်းကပင်ပင်ပန်းပန်းကျင့်နေတဲ့ဟာကအတ္တကိလမထာနုယောဂအကျင့်အစွန်းရောက်နေတယ်မအောင်မြင်ဘူးဘုရားတော်technique ပြောင်းလိုက်တဲ့အခါကျတော့မှအောင်မြင်သွားတယ်အဲ့ဒီအောင်မြင်သွားတာကိုအဲ့ဒီခေတ်ကပင်ပင်ပန်းပန်းကျင့်တာကိုဂုဏ်ယူတဲ့ခေတ်ဖြစ်နေသည့်အတွက်ကြောင့်မလျော့မတင်ဆောင်းယူညင်းတယ်လို့ကျင့်တဲ့အကျင့်မျိုးကိုသိလက်မခံသေးဘူးမြတ်စွာဘုရားကစပြီးတော့ဒီလမ်းစဉ်ကိုချရတာဒါမစ္စည်းမပฏิပဒါလို့ခေါ်တယ်အဲ့တော့ပင်စဝဂ္ဂီတွေကမြတ်စွာဘုရား technique ပြောင်းလိုက်တာကိုစိတ်ပြက်ပြီးတော့ဗုဒ္ဓဂယဥရဝေလတောမှာအနိဗ္ဗာန်မှာမနေကြပဲနဲ့ခုနကဗာရဏသီကာတိတိုင်းဗာရဏသီပြည်ကမိဂဓာယလို့ခေါ်တဲ့ဘေးမဲ့တောကိုထွက်သွားကြတယ်သူတို့ထွက်သွားပြီးသိမ့်မကြခင်မြတ်စွာဘုရားဟာတရားဓုတရားမြတ်ကိုရပြီးတော့ဗောဓိပင်အနိဗ္ဗာန်မှာသရင်သုံးရင်းကနေ49ရက်ကြာတဲ့အခါတရားဓမ္မရဲ့နည်းနည်းမှုကိုဆင်ခြင်စဉ်းစားတရားနာမဲ့ပုဂ္ဂိုလ်တွေရဲ့အည်အသွေးနဲ့နှိုင်းယှဉ်ကြည့်တဲ့အခါကျတော့အဝင်ခွင်ကြမဖြစ်လို့ဟောလို့ဖြစ်ပါမလားလို့ဆိုတဲ့အတွေးလေးဝင်တဲ့အခါမှာဟောတော်မူပါလို့ပြမတန်ပတိကတောင်းပန်တော့မြတ်စွာဘုရားတရားဟောရမယ့်ပုဂ္ဂိုလ်ကြီးချိလိုက်တာမကရတိုင်းမှာတရားနာရင်တရားဓုတရားမြတ်ရနိုင်တဲ့ပုဂ္ဂိုလ်2ယောက်ပဲရှိတယ်အဲ့ဒီခေတ်တုန်းကဘယ်သူတွေတုန်းဆိုလို့ရှိရင်အာလာရကာလမဆိုတဲ့ယသိကြီးရဲ့ဥဒကရာမဗုဒ္ဓဆိုတဲ့ယသိကြီးရဲ့ဒီ2ယောက်ပဲဘုရားတွေ့တယ်တွေ့တော့လည်းပဲသူတို့ကကံဆိုးကျင်တော့အာလာရကာလမကတည်သွားတာ9ရက်ရှိသွားပြီဘုရားကြည့်တဲ့အချိန်မှာလွဲသွားတယ်ဥဒကရာမဗုဒ္ဓကျတော့ဟိုတနေ့ကမှမနေ့ကမှဒီကနေ့မှမြတ်စွာဘုရားကတရားဟောမလို့ကြည်လိုက်တော့မနေ့ညကမှဆုံးသွားရှာတယ်ဟောသူလည်းလွဲသွားရှာတယ်သူတို့နှစ်ဦးဟာအကယ်၍တရားဟောလိုက်မယ်ဆိုရင်ဘုရားရဲ့တရားကိုလက်ခံနိုင်တဲ့နာအသိဉာဏ်ရှိတယ်လို့မြတ်စွာဘုရားကမြင်တယ်ကဲနောက်ပုဂ္ဂိုလ်တွေမမြင်သည့်အတွက်ကြောင့်ကြီးလိုက်တဲ့အခါကျတော့ပင်စဝဂ္ဂီတွေဆိုရင်တော့
တရားတို့တရားမြတ်ရနိုင်တယ်ဒါဖြင့်ပိဿဝဂ္ဂိတရားအခုချိန်ဘယ်ရောက်နေတော့ဆိုဣတိပတနာရောက်နေပြီဆိုမြတ်စွာဘုရားမကရတိုင်းမှာမဟောဘူးဣတိပတနာပဲခရီးထွက်သွားတာအဲ့ဒီဣတိပတနာပဲခရီးထွက်သွားပြီးတော့မှပိဿဝဂ္ဂိတွေကချက်ချင်းလက်ခံတာမဟုတ်ဘူးဘုရားကြွလာတဲ့အခါကျတော့သူတို့စိတ်ထဲမှာယဟန်ဂေါရမဟာဘုန်းကြီးအောင်လုပ်နေတယ်လို့စိတ်ထဲမှာထင်တယ်မြတ်စွာဘုရားကြွလာတာမြင်တဲ့အခါကျတော့ဟေ့ခီးဥကျူမဆိုကြနဲ့သူ့ထဲကတပိတ်တွေပါတွေလှမ်းပြီးတော့မယူကြနဲ့ဝကြီးဝငယ်မပြုကြနဲ့လို့ဆိုပြီးတော့နေကြတာသို့တော်လည်းဘုရားလည်းအနီးကလည်းရောက်လာရောသူတို့မနေနိုင်ဘူးမနေနိုင်တာလည်းပဲအကြောင်းနှမျိုးရှိပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုသူတို့ကလည်းကပိလိဝတ်သားတွေလေမှန်ပါပါဘုရားကမင်းသားဆိုတော့ဟောမင်းသားလာတယ်ဆိုတော့သူတို့မနေဝန်းလောက်ဘူးလူရဲ့အတွေးကိုကလည်းဘုရားအလောင်းကမင်းသားကိုသူတို့ကဘုရားအလောင်းနာမှာနေတဲ့ပုံနာတွေကိုကပိလဝတ်ပြည်ကပုံနာတွေပဲအဲ့တော့ဘုရားကိုအကျိုးငယ်ပြုတော့မြတ်စွာဘုရားလာတဲ့အခါကျတော့သူတို့ချင်းချက်ထားတဲ့တတ်မှတ်ထားတဲ့ဂတိကောတိဖြတ်ပြီးတော့ကြိုးဆိုကြတယ်ကြိုးဆိုပြီးနေရာထိုင်ခင်းပေးမြတ်စွာဘုရားကနေတရားထုတရားမြတ်ရလာပြီဆိုတဲ့အခါကျလက်မခံကြဘူးသူတို့အဲ့ဒါတော့ညင်းတယ်မဖြစ်နိုင်ဘူးလို့ညင်းတယ်နောက်ဆုံးမြတ်စွာဘုရားကရှင်းပြတော့မှလက်ခံသွားတော့ဓမ္မစကြာတရားကိုဟောတာနော်မှန်ပါပါဗျာအဲ့ဒီဓမ္မစကြာတရားဟောတဲ့အခါမှာမြတ်စွာဘုရားကပထမဆုံးမကရတိုင်းမှာထွန်းကားတဲ့အတ္တကိလမထဆိုတဲ့အကျင့်စိုးကြီးတွေနဲ့မိစ္ဆာဝါဒတရားတွေကိုဖယ်ရှင်းတဲ့အနေနဲ့ဒွေမေဘိခွေအန္တာပပိစိတေနနသေဝိတ္တပါလို့ဆိုပြီးတော့ဟောဒီလမ်းနှစ်လမ်းကိုတော့မလိုက်နဲ့ဒါနိဗ္ဗာန်လမ်းကြောင်းနဲ့လွဲသွားလိမ့်မယ်နိဗ္ဗာန်စခန်းကိုမရောက်နိုင်ဘူးတဲ့ကာမတုခဏိကနိယောဂဆိုကာမဂုဏ်အာယုန်ဒီပေါ်မှာပျော်ပါနှစ်ချိုက်နေတဲ့လမ်းမျိုးနဲ့နိဗ္ဗာန်ကိုမရောက်နိုင်ဘူးတဲ့ဒီလမ်းကြောင်းကိုလည်းပဲမလိုက်နဲ့လို့ဒီလိုဟောတယ်နောက်တစ်ခုကအတ္တကိလမထာနုယောဂဘုရားအလောင်းတော်ကိုယ်တိုင်6နှစ်လုံးလုံးပင်မခံပြီးတော့ကျင့်လာတဲ့အကျင့်အဲ့ဒီကိုပင်မယုံကျင့်လာတဲ့တပအကျင့်တွေနဲ့လည်းပဲနိဗ္ဗာန်လမ်းကြောင်းပေါ်မရောက်ဘူးတဲ့အဲ့ဒါကိုလည်းမလိုက်နဲ့လို့ဆိုပြီးတော့မြတ်စွာဘုရားကမစ္စည်းမပฏิပဒါဆိုတဲ့လမ်းကိုအရင်ဟောလိုက်တာနော်အဲ့ဒီမစ္စည်းမပฏิပဒါအကြောင်းကိုတော့နေ့ဖြင့်ကညကြတော့မှဘုန်းကြီးတို့ဆက်ပြီးတော့ဟောပါမယ်ဒီကနေ့ဒီမိစ္ဆာဝါဒတွေဟာမကရတိုင်းမှာဖြန့်ကျဲပြီးတော့ထွန်းကားနေလို့ဒီအယူဝါဒဇိုးတွေထင်ရှားနေတဲ့ဒေသမှာဘုရားမြတ်စွာကရှေးဥစွာတရားဓမ္မမဟောဘဲနဲ့ဗာရဏသီပြည်ဘက်ကိုခရီးထွက်ပြီးတော့ဟောတယ်ဆိုတာအဓိပ္ပာယ်အားဖြင့်တစ်မျိုးရှိတယ်လို့ပြောနိုင်ပါတယ်နော်မှန်ပါပါဗျာတခြားနိုင်ငံတွေတခြားနေရာတွေမှာထွန်းကားပြီးတော့မှနောက်ဆုံးမကရတိုင်းကိုမြတ်စွာဘုရားပြန်ကြွလာပြီးတော့တရားဟောတာမှန်ပါပါဗျာဒါကြောင့်မို့မကရတိုင်းမှာတဟပတိပြမကြီးပြောတဲ့အတိုင်းပဲလျှောက်ထားတဲ့အတိုင်းပဲမိစ္ဆာဝါဒတရားတွေဟာထွန်းကားပြီးတော့နေသည့်အတွက်ကြောင့်ရှင်တော်မြတ်ဘုရားနိဗ္ဗာန်တကားကြီးဖွင့်ပေးတော်မူပါဆိုတဲ့နိဗ္ဗာန်တကားဖွင့်တာကိုမြတ်စွာဘုရားကပါတုရောတိမဂရေသူပုပ္ပေဓမ္မောအတုတောသမလေးဟိစိန္ဒိတောပါပုရေတံအမတတဒွါရံသူနန္တုဓမ္မံဝိမလေနာနုဗုဒ္ဓံအပါရုဒာအမတတဒွါရယေသောတဝန္တောပမုဇ္ဇန္တုတတ္တာမြတ်စွာဘုရားသခင်ကိုရောမြတ်ကသာပတိပြမရဲ့တောင်းပန်မှုကိုဘယ်လိုပြန်ကြားလိုက်တယ်လဲလို့ဆိုလို့ရှိရင်အပါရုဒာအမတတဒွါရယေသောတဝန္တောပမုဇ္ဇန္တုတတ္တာအမတတဒွါရနိဗ္ဗာန်တကားကြီးကိုအပါရုဒာငါဖွင့်ပါတော့မယ်ရေခြင်းပုဂ္ဂိုလ်ဤသောတာဝန်တော်ထောင်တတ်တဲ့နာရှိကြကုန်၏ဝါအတိညာဏီဟူသောနာရှိကြကုန်၏တေထိုပုဂ္ဂိုလ်တို့သည်တတ္တံယုံကြည်မှုဆိုတဲ့တရားတရားကိုပမုံဇန္တုလွတ်ကြကုန်လောစေလွတ်ကြကုန်လောပမုံဇန္တုတတ္တံယုံကြည်မှုဆိုတဲ့တရားတရားမြတ်စွာဘုရားကသူ့ပေါ်မှာယုံကြည်ချက်ထားတဲ့မှန်ပါပါဗျာအမှတ်တရားကိုသိထားလို့အခုချိန်မှာအမှတ်တရားကိုဟောတော့မယ်နိဗ္ဗာန်တရားနိဗ္ဗာန်တကားကြီးကိုငါဖွင့်လိုက်ပြီဆိုတာကိုကြေညာတာ
ယမေတံမတိပြမမတတဒွါရမြတ်နိဗ္ဗာန်တကားကြီးကိုအပါရုတံငါဖွင့်လိုက်ပါပြီရေသောတဝန်တော်ချင်းထောင်တတ်တဲ့နာရှိတဲ့ပုဂ္ဂိုလ်တွေဟာတတ္တမိမိတို့ရဲ့တရားတရားကိုပမုံစံတုစေလွတ်ကြပါဟု၍ဘဂဝါရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသည်ဩစကောင်းစွာမတွေ့မိန်ကြားတော်မူခဲ့ပါပေတည်းဤတွင်မဲ့နိဗ္ဗာန်တကားကြီးဖွင့်တော်မူပါဆိုတဲ့တရားဒီကုန်းချုပ်ပါပြီအလုံးတော်တရားချက်ခင်သူတော်စင်ပြိဿတ်တို့သည်မေတ္တာဘာဝနာပွားပြီးတရားဝဲသိညာရအောင်တတ္တဝါများစွာဝေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိသာတပိတမုဟတာအာစရာမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်အေတရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရအနာကြရကုန်သောကြောင့်ဝိတာတပိပူဇာမျက်နောက်ကိလေသာအစိမ်တောက်ဟုသမျှတို့သည်သမုဟတာပိဉ္ကြပဲတွင်ရေမတင်တကယ်တို့ကင်းစင်လွင်ပြောင်းပေးမရအောင်ပဲဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘာဝံကိလေသာဟုအပူခတ်သိမ်းကင်းခြင်းရာအစေဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အင်းမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်သတည်း